နာစီတရားဖြစ်ဖို့ဆိုတာလွယ်တာမဟုတ်ဘူးဒါရဲ့ကံညာဝရိယအပြင်တိတ်ကံပါရမီအထောက်အပံ့ကဘာမှဖြစ်ခွင့်ရတာမျိုးဦးလေးတဲ့ကိုမေးကြလေးကြီးကပုံကြီးပါလာမယ်ဟေးကျွဲတိန်တိန်တို့ရဲ့ကျမတို့ရဲ့ဟေး မင်းကြီးရတာလေယောက်ျားလူမိန်းမလူဘာကောင်မှကိုမသိဘူး အကောင်မဟုတ်ဘူးဟေးကောင်မယောက်ျားမဟုတ်ဘူးယောက်ျားမဟုတ်ဘူးစိတ်နာရဲ့ဒီမေကိုရဲ့အသေးနှလုံးဟေးနှလုံးလေးပြီးလိုက်ရှင် ဒီမှာအသိန်းလေးကတအိမ်လုံးတောင်ဝင်ကိုထမ်းထားရသူပင်ပန်းနေပြီ မိတင်သေးညီတော်တော်စကားများတာပဲအေးကျုပ်ပြောထားပြီးပြီလေဖြစ်ချိန်တိုင်ဖြစ်ပါတယ်လို့ဒီဘဝရောက်တာနင်းကြတယ်ဆိုတော့လူတိုင်းရဲ့အမြင်ကနေတာလွန်နင်လုံးမဖြစ်မယ်အသိ ချောင်းမသူရဲ့ဒီနေ့အစားပြီးတော့ကြောက်ဦးလေးနောက်လာရတာကြီးခမောကြောက်ကိုယ်တိုင်တပ်ပြဖို့ဝင်မလဲဘူးတထဲတော့သူ့ရံကိုကြောက်လို့လုံကြုံမေထင်းပြီးခေါင်းထဲမှာထဲဖွက်ထားပါတယ်ဘယ်ချိန်တော့ချောင်းနေလဲမသိဘူးဟဲ့ငါပတ်သက်ပြန်ဖေး ငါပစံကိုပိတ်ထားလိုက်တော့ငါနာ နေအောင်မြတ်တဲ့မလင်းလဲရင်နေကိုရှိတဲ့လောက်ပြန်လင်းလဲစေလေနာရာရေတော်ငါကြောပြကူကလို့ပါရမြင်လေတခြားဘဝတွေတွေ့မေစချင်ကိုကုတီမမောဘူးလေပြောတော်မီးရဲ့ဘူးလေပဲလေငါတို့ကဘာဖြစ်လို့လဲသူတို့ကဘာလုပ်နေလို့လဲ အနာမျိုး96ပါရန်သူမျိုး5ပါးမှာကင်းဝေးပြီးလောကီလောကုတ္တရာနှစ်ဖြာလုံးနေလဲကောင်းမွန်သောအကျိုးကျေးဇူးများကိုသာရရှိခံစားနိုင်သောသူတော်ကောင်းသူမြတ်လောင်တွေဖြစ်ပါစေကွယ်ခင်ဗျားတို့မြန်မာတွေကမြန်မာပြည်တကယ်မချစ်ကြဘူးဗျကိုကျိုးစီးပွားအတ္တအတွက်မြန်မာပြည်ချစ်တယ်လို့လိန်နေကြတဲ့လူလိန်တွေပုံများပါတယ်အဲ့ဒီထဲမှာခင်ဗျားမပါအောင်နေဖို့တိုက်တွန်းပါတယ်ကျွန်တော်လည်းမပါအောင်နေဖို့ကြိုးစားပါမယ်ဆိုတော့ကျွန်တော်ဒီနေ့ပထမဆုံးမဖြစ်ကမှာတော့ခင်ဗျားတို့ဒီတိုင်းနေကြမလားပြောင်းလဲကြမလားဒီမိကုန်းကတော့ခင်ဗျားတို့အတွေးတွေမှာသိချဖြီးပါကျွန်တော်ဘာကြောင့်မေးလဲဆိုတော့ခင်ဗျားတို့သိပါတယ်ဒီတိုင်းနေကြမလားပြောင်းလဲကြမလားထပ်မိပါမယ်ဒီတိုင်းနေကြမလားပြောင်းလဲကြမလားခင်ဗျားတို့စဉ်းစားဖို့အချိန်တန်ပြီလို့ပဲပြောပြစီအချိန်ကဘယ်လောက်မှမလိုတော့ပါဘူးစုစုအောင်တစ်ပတ်9ရက်ကြာပြီးရင်ခင်ဗျားတို့အပြောင်းလဲကိုစတင်ကြဖို့ခြေလှမ်းတွေစရမှာဖြစ်တယ်မပြောင်းလဲခြင်းတော့ဒီတိုင်းနေကြပါဗျာဒါပဲရှိရနော်အဲ့တော့ကဲကျွန်တော်ပုံမှန်ပြောနေကြတဲ့အတိုင်း The Statesman Journal ရဲ့အပတ်စဉ်65ထွက်ရှိလာပါပြီစနေနေ့တိုင်းကျွန်တော်တို့ရန်ကုန်နေပြည်တော်ကလူတွေရပြီမနက်ဖြန်တုန်းကဆိုရင်နေမြို့တွေကရပြီပေါ့နော်နေမြို့ကြီးအသေးလေးတွေကိုရပြီဆိုတော့ပြောရင်တော့တနိုင်ငံလုံးမှာတော့ရသလောက်ဖြန့်ချိပါတယ်ဟို45 အားပေးပြီးတော့ကျွန်တော်တို့ The Statesman Journal ရဲ့ရည်ရှိရက်ဒီကျွန်တော်တို့ဒီသတင်းဌာနတစ်ခုလုံးရည်ရှိရက်ဒီဒီသတင်းဌာနရဲ့အနာဂတ်အတွက်ဒါတွေကကျွန်တော်တို့ရဲ့အသက်လိုပဲရေးပါပါတယ်နော်ဆိုတော့ဒါလေးတစ်ခုပေါ့အဲ့တော့ကျွန်တော်တို့ဒီမှာလဲခုနပြောတဲ့ခေါင်းစဉ်တိုင်းပါပဲဒီအတိုင်းနေမလားပြောင်းလဲကြမလားဆိုတော့ကျွန်တော်တို့မေးထားပါတယ်ဒါကျွန်တော်တို့ဒီမှာရွာလေးတော့ကျွန်တော်တို့ဖတ်လို့ရအောင်တော့ရေးထားပါတယ်နောက်တစ်ခုတော့ကျွန်တော်တို့ဒီမှာဒါတော့မနေ့ကစင်ကူကတက်ကပြန်ထိချုပ်ပြီးတော့မန္တလေးသပိတ်ချင်းလမ်းပေါက်တော့မယ့်အခြေအနေလေးကိုကျွန်တော်ရေးထားပါတယ်ဒါကတော့ဒီကျွန်တော်မော်လမြိုင်ချောင်းစုံဘက်ကိုရောက်တဲ့အချိန်မှာမုံဝင်းချုပ်ကဂရီပေးတဲ့ဒီသူ့ဒေသခံတွေကိုဂရီပေးသွားတဲ့သူမီလင်းအောင်လုပ်မယ်အဲ့တော့အဲ့တို့ကတော့အကုန်လုံးပြင်ဆင်ပြီးပြီမီလင်းစေရမယ်စိတ်ချဒါကိုသူပြောသွားတဲ့ဟာလေးဒါလေးကိုတော့ကျွန်တော်တို့တင်မှာထိတ်မှာတင်ထားပြီးပါတယ်နောက်တစ်ခုကတော့ဒီ channel သိရတဲ့အတိုင်းဒါတော့ဒီ online scam နဲ့ပတ်သက်တာပေါ့ online scam နဲ့ပတ်သက် no mercy ပဲ no mercy for cyber crime เนาะရှင်းပြပါ no mercy for cyber crime ဒါကတော့ကာဘာ story ရဲ့တစ်ခုပေါ့နော်ဒါကျွန်တော်တို့ရဲ့ဒီဟိုဟာတွေပေါ့တပတ်တာ
သတင်းနေရတယ်ပြီးတော့အထက်မှာလည်းတစ်ခုချင်းတစ်ပုံချင်းစီမှာစိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာများစွာကျွန်တော်တို့အများကြီးဖော်ပြထားတာရှိပါတယ်အဲ့တော့ဟို wording file ရှုပြီးတော့ပုံမှန် PDF file တွေဆိုရင်တော့ wording file ရှုအားပေးလို့ရပါပြီ6လစာဖြစ်ဖြစ်တစ်နှစ်စာဖြစ်ဖြစ် wording file ရှုအားပေးပြီးတော့ကျွန်တော်တို့ရေရှည် key ဆက်လို့ရအောင်တော့ဖန်တီးလို့ရတာပေါ့နော်ပတ်စင်95ဆိုတာပုံမှန်ပြောရင်တစ်နှစ်ကို52ပတ်ရှိပါတယ်ပတ်စင်95ဆိုတာ2နှစ်ပြည့်ဖို့နည်းနည်းပဲလိုပါတော့တယ်ပြောရတော့ကျွန်တော်တို့ဒီ The Statesman Journal လည်းလဲပတ်လာတာ2နှစ်ပြည့်ပါတော့မယ်2နှစ်ပြည့်လူညီပါအထိဝိုင်းဝန်းပြီးတော့အားပေးကူညီကြတဲ့သူတွေအားလုံးတူချင်းတယောက်ချင်းစီတိုင်းကျေးဇူးထူးတင်ပါတယ်တကယ်ပဲတခြားဆရာလက်အားလူအားတကယ်ဝိုင်းဝန်းပြီးတော့အကြံဉာဏ်ပေးကြတဲ့သူတွေလည်းကျေးဇူးထူးတင်ပါတယ်ဟိုအားပေးဖို့အချိန်မရသေးတာမအားသေးတာတို့အားပေးဖို့အချိန်လစ်လက်နေသေးတာဆိုလို့ရှိရင်လည်းရပါတယ်ကျွန်တော်တို့သတိရတဲ့အချိန်မှာလှမ်းပြီးအားပေးလို့ရပါတယ်ဒါလေးကကြုံကြလို့ထည့်ပြဖြစ်ပါတယ်ကဲတော့ကျွန်တော်ဒီနေ့ပထမဆုံးအကြောင်းကတော့ကျွန်တော်တို့ဒီရွေးကောက်ပွဲကိစ္စပဲစကြပါစို့ခင်ဗျားတို့ဒီတိုင်းနေကြမလားဒီတိုင်းနေကြမလားခင်ဗျားတို့ဒီတိုင်းနေကြမလားပြောင်းလဲကြမလားကျွန်တော်တို့ကနိုင်ငံတကာနိုင်ငံရဲ့ကံကြမ္မာကိုပြောင်းလဲခြင်းမှာထားပါတော့ကျွန်တော်တို့ဒီပိုင်းညာခဏနိုင်ငံတကာနိုင်ငံတိုးတက်ရေးဖွံ့ဖြိုးတိုးတက်ရေးနဲ့ဒီငြိမ်းချမ်းရေးကိုသွားတဲ့လမ်းကြောင်းကနှစ်ကြောင်းပဲရှိတယ်ဘာလဲဆိုတော့နိုင်ငံရေးနည်းလမ်းနဲ့ရွေးကောက်ပွဲတွေသွားတဲ့လမ်းကြောင်းနဲ့စီးရေးနည်းလမ်းနဲ့သွားတဲ့နည်းလမ်းအဲ့စီးရေးနည်းလမ်းကအဖြေမထွက်ဘူးဆိုတော့ခင်ဗျားတို့9နှစ်အတွင်းမှာအဖြေထွက်ပြီသိသွားပါပြီစီးရေးနည်းလမ်းအဖြေမထွက်ဘူးဆိုတာကိုအခုလက်ရှိလှုပ်ရှားနေတဲ့သူတွေ9နှစ်အတွင်းမှာသူတို့အဖြေသူတို့ကိုယ်တိုင်သဘောပေါက်သွားကြပါပြီတစ်ချိန်တည်းမှာပဲသူတို့ထက်ပိုပြီးစောပြီးတော့ဘိုးအေတွေဖြစ်တဲ့ KNU တို့နော် KIA တို့ဟိုဘက်ကဒီ RCSS တို့နော်ဟိုချင်းအဖွဲ့တွေအကုန်လုံးနော်ဟိုရှမ်းမြောက်ကကောင်တွေအကုန်လုံးသူတို့လည်းတိုက်လာတာနှစ်ကိုမနေတော့ဗာလဲအမျိုးသားနေပေါင်းသူတို့ရဲ့နေပေါင်းများစွာလှုပ်လာတာလဲနှစ်ကိုမနေတော့ KNU ဆိုရင်နှစ်ပေါင်း80ကျော်ပြီ85နှစ်ကျော်ပြီ KNU ဆိုရင်ကဲခင်ဗျားတို့တို့ကြည့်စစ်ရေးနည်းနဲ့တိုင်းပြည်ရဲ့ကံကြမ္မာကိုအဖြေရှာတာမှန်သလားမှားသလားဆိုတာကိုအုံနောက်ရှိရလူကသိတယ်ဉာဏ်ရှိရလူကသိတယ်ဉာဏ်ပညာမြင့်တဲ့လူကသိတယ်နှလုံးသားနှလုံးရည်မြင့်တဲ့လူကသိတယ်နှလပိန်းတုံးတွေရတာမသိတာနှလပိန်းတုံးတွေရတာလူမိုက်လူရန်ကားစိတ်ရှိတယ်နှလပိန်းတုံးတွေရတာလေစစ်ရေးနည်းနဲ့အဖြေရှာလို့မရဘူးဆိုတာကိုသိတာနော်အဲ့တော့လူမိုက်လူရန်ကားနှလပိန်းတုံးတွေကတာလေစစ်ရေးနည်းကိုပဲရွေးချယ်ကြတာကျွန်တော်တို့နိုင်ငံရဲ့ကံကြမ္မာပြောင်းလဲရနိုင်ငံရေးနည်းနဲ့ပဲပြောင်းလဲရတာဖြစ်တယ်နိုင်ငံရေးနည်းနဲ့ပဲပြောင်းလဲနိုင်ငံရေးနည်းရဲ့နီးမှာဘာလဲဆိုတော့အပေးယူညှိနှိုင်းတိုင်ပင်ခြင်းရွေးကောက်ပွဲကိုတွားခြင်းဒါပဲရှိတယ်အဲ့ဒါကြောင့်ကျွန်တော်တို့ကတိုင်းပြည်ကံကြမ္မာကိုပြောင်းလဲလုပ်ချင်တယ်ခင်ဗျားတို့တိုင်းပြည်ကိုတိုးတက်ကောင်းမှုစေချင်တယ်တည်ငြိမ်အေးချမ်းစေချင်တယ်ပြီးတော့ဒီမိုကရေစီအစိုးရမျိုးလိုချင်တယ်ကိုယ့်ကိုလူလိုအုပ်ချုပ်တာမြင်ချင်တယ်ကြားချင်တယ်ကိုယ့်ရဲ့ပြောဆိုမှုတွေအတန်တွေကိုကြဲလောင်ထွက်ချင်တယ်ဒါဆိုရင်တေချာတာကတော့ရွေးကောက်ပွဲတွေပဲထွက်ရမှာဖြစ်တယ်အဲ့တော့ဒီမိုကရေစီရွေးကောက်ပွဲနဲ့ကျွန်တော်တို့ထွက်မှာရမယ်နော်အဲ့တော့ဒီမိုကရေစီရွေးကောက်ပွဲနဲ့ထွက်တယ်ဆိုတဲ့နေရာမှာဒါမှစိတ်အုပ်ချုပ်ရေးအောက်မှာတစ်သလုံးမနေရမှာဖြစ်တယ်အဲ့တော့ဒီတိုင်းနေမလားဆိုတာကရှင်းပါတယ်လက်ရှိစစ်တပ်အုပ်ချုပ်နေတာကိုတစ်သလုံးဒီတိုင်းနေမှာလားနေချင်ကြလို့လားခင်ဗျားတို့စစ်တပ်အုပ်ချုပ်တော့တစ်သလုံးနေချင်ကြတာလားဒါယူလေးမေးတာကျွန်တော်ကတော့ပုံမှန်လင်းပြောပါမယ်ဒီမိုကရေစီရွေးကောက်ပွဲနဲ့တက်လာတဲ့အစိုးရတွေအုပ်ချုပ်ထားကိုပဲကျွန်တော်တို့လက်ခံပါမယ်အဲ့ဒါကြောင့်မို့ကျွန်တော်ရွေးကောက်ပွဲကိုကြိုးစိုးကမ်းလမ်းအမြဲတမ်းကြိုးစိုးပါတယ်အစင်သင့်ဖြစ်နေပါတယ်နော်အဲ့တော့ခင်ဗျားတို့ဒီတိုင်းနေကြမလို့လားအခုလက်ရှိအုပ်ချုပ်နေတာဘယ်သူလဲတမတော်အစိုးရခင်ဗျားတို့ဒီတိုင်းနေကြမလို့လားအဲ့တော့ကျွန်တော်တို့ဗာလဲပြောင်းလဲကြမလားဘာလို့ပြောင်းလဲမှာလဲဆိုတော့ရွေးကောက်ပွဲနဲ့တက်လာမယ့်အစိုးရတည်းကိုပေါ်ပေါက်လာအောင်ပြောင်းလဲကြမှာလားခင်ဗျားတို့ကြိုက်တယ်ရွေးပါအဲ့ဒါပထမဆုံးမေးခွန်းဖြစ်တယ်ဘာလို့ကျွန်တော်ဒီပြောလဲဆိုတော့ကျွန်တော်တို့ဒီနှစ်ရွေးကောက်ပွဲမှာအမျိုးသမီးတွေပါဝင်လာမှုကိုယ်စားလှယ်လောင်းဖြစ်တဲ့အမျိုးသမီးပါဝင်လာမှုအင်အားတော်တော်များပါတယ်အရင်နှစ်တွေတက်များတယ်2010ရွေးကောက်ပွဲ2015ရွေးကောက်ပွဲနဲ့2020ရွေးကောက်ပွဲ3ချိန်စလုံးထက်အမျိုးသမီးအင်အားပိုပြီးတော့များပါတယ်ဒီတစ်ခေါက်ကထူးခြားစွာဖြစ်လာတာတွေ့ရတယ်ဆိုတော့ဒါကောင်းတဲ့လက္ခဏာပဲတိုင်းပြည်ရဲ့ကံကြမ္မာကလည်းအမျိုးသမီးတွေရဲ့လက်ထက်မှာပေါ်လာပြီဆိုတဲ့အဓိပ္ပာယ်ပြီးတော့ကျွန်တော်တို့အိမ်တိန်ရဲ့ကြော်ယိုဝင်ယိုတစ်ခုဖြစ်နေထိန်းချောင်းထားတာအမျိုးသမီးတွေကျွန်တော်တို့မျိုးသားတွေဖြစ်တဲ့အိမ်တော်ဦးစီးဖြစ်တဲ့ဖခင်တွေကဘာတွေမှမဟုတ်ဘူးပွင့်လင်းပြောရရင်တော့ကျွန်တော်တို့တွေကဘာလဲဆိုတော့တိုက်စစ်မှုတွေလိုပဲရှေ့ကတိုက်နေတာပဲဒရိုးတိုင်းတိုက်နေတာပဲဒါကိုခန်းစီကြီးတဖုံးတိုင်းပေါက်မှာတော့ကျွန်တော်တို့စိုးရိမ်ကြတယ်အဲ့တော့ကိုခန်းစီကြီးကလုံလားမလုံလားဆိုတာအမျိုးသမီးတွေနဲ့တိုင်းတာပါတယ်အဲ့တော့ရှင်းပြောရရင်တော့အမျိုးသမီးတွေအရေးကြီးပါတယ်အဲ့တော့အခုအမျိုးသမီးတွေရဲ့အခန်းကဏ္ဍတော်တော်ကိုကျေပြန့်ဖြစ်လာတယ်လို့ပြောလို့ရတယ်လွတ်တော်ကိုယ်စားလှယ်လောင်း9000လောက်ပြိုင်တဲ့အထက်မှာအမျိုးသမီးလွတ်တော်ကိုယ်စားလှယ်လောင်း1100ကျော်ပါတယ်ဒါက9ပုံတစ်ပုံလို့ခေါ်တယ်9ပုံတစ်ပုံရခင်တော့6ပုံတစ်ပုံ9ပုံတစ်ပုံလောက်ဖြစ်နေအခု9ပုံတစ်ပုံလောက်ဖြစ်လာတယ်နောင်များမှာပို့ပြီးတော့9ပုံ2ပုံတော့ဖြစ်လာနိုင်တယ်ဘာလို့လဲဆိုကျွန်တော်တိုင်းပြည်ရဲ့အနေထားအရမျိုးသမီးအင်အားလည်းများတယ်မျိုးသမီးတူကလည်းကြောက်စရာကြီးနောက်ပြီးတော့ဟိုအပိုကြီးပေါ့ sorry အပိုကြီးမဟုတ်ဘူးအပြိုကြီးတူကလည်းများတဲ့အခါကျတော့အဲ့ဒီမှာမျိုးသမီးအင်အားကလည်းငကိုတွေကများပြီးသားဖြစ်တဲ့အတွက်သိကြတယ်ကျွန်တော်တို့ဟိုဟာဗာလည်းပြောမလဲဒီလာမဲ့အခုရွေးကောက်ပွဲပြီးနောက်လာမယ့်ရွေးကောက်ပွဲတွေမှာအခု9ပုံတစ်ပုံ
မျိုးသမီးအင်အား9ပုံတစ်ပုံနေတော့4ပုံတစ်ပုံလို့3ပုံတစ်ပုံလို့အထိဖြစ်လာနိုင်တယ်ဒါကျွန်တော်တို့တွက်ကြည့်တာပေါ့နော်အဲ့တော့ဒါ9ပုံတစ်ပုံ sorry 9ပုံတစ်ပုံနေပြီးတော့မှားသွားလို့ sorry 9ပုံတစ်ပုံနဲ့9ပုံ2ပုံလို့9ပုံ3ပုံလို့ဒါမှမဟုတ်လဲ9ပုံ2ပုံလောက်နဲ့ဖြစ်လာနိုင်တယ်ဘာကြောင့်လဲဆိုတော့အမျိုးသမီးကတိုးတက်လာတာရှိတယ်ဒါကြောင့်အမျိုးသားရေးသာနည်းနည်းလေးနည်းလာတာပေါ့နော်ဆိုတော့အမျိုးသမီးအင်အား1182ဦးအထိဒီရွေးကောက်ပွဲမှာပါဝင်လာတယ်လို့ကျွန်တော်တို့သိရတယ်ကိုယ်စားလောင်းတွေဆိုတော့ဒါဟာအားကောင်းတယ်လို့ခေါ်ပါတယ်ကျွန်တော်တို့အိမ်မှာမိခင်တွေရှိတယ်အမတွေရှိတယ်နှမတွေရှိတယ်အဲသူတို့တွေကလည်းကျွန်တော်တို့ကိုထိန်းချောင်းတယ်ကျွန်တော်တို့ခင်ဗျားတို့ကျွန်တော်အမျိုးသားတွေသူတို့ထိန်းချောင်းပေးတယ်အဲတိုင်းပြည်ကိုလည်းသူတို့ထိန်းချောင်းပေးတဲ့အထက်မှာပါလာလိမ့်မယ်တချို့ကပြောလိမ့်မယ်အမျိုးသမီးတွေများတဲ့စကားတွေများလိမ့်မယ်လို့ပြောမယ်မှန်ပါတယ်အမျိုးသမီးဆိုတဲ့တဘာဝကိုယ်တွေဆက်စုတယ်စကားများတယ်သူတို့အရင်ပြောရရှိပြီးသူတို့ပြောချင်ပြီဆိုရင်ပြောပြီသူတို့တမိုးထားတဲ့အရာပေါ်မှာသူတို့အမြဲတမ်းအာရုံစူးစိုက်ပြီးလုပ်လို့ရှိတယ်ဒါကြောင့်သူတို့ရဲ့အရေးချင်းကိုကောင်းတဲ့ဘက်မှာအသုံးချလို့ရပါတယ်ဒါကြောင့်ကောင်းတဲ့ဘက်မှာအသုံးချပါသူတို့ရဲ့ဒီအရေးချင်းတွေကိုကောင်းတဲ့ဘက်မှာအသုံးချရတယ်တိုင်းပြည်ကောင်းသောဘက်တွေကိုရောက်ဖို့အသုံးချဖို့ကျွန်တော်တို့ကအမြဲတမ်းကျွန်တော်တို့နဲ့အတူတွဲလမ်းလျှောက်ဖို့ပဲဟိုပြင်ရမှာဖြစ်တယ်အဲ့တော့ကျွန်တော်တို့ကအမျိုးသမီးအင်အား1100ကျော်ပါဝင်လာတာဝမ်းသာပါတယ်ပြီးခဲ့တဲ့ရွေးကောက်ပွဲတွေတုန်းကဆိုရင်အမျိုးသမီးအင်အားကနည်းပါတယ်1000မကျော်ခဲ့ပါဘူးတစ်ခါမှမကျော်ခဲ့ပါဘူးအခုတော့1000ကျော်တော့ပါတယ်ဒါဘာပြီးတော့ကောင်းတယ်အဲ့တော့ UEC ရဲ့ထုတ်ပြန်ချက်မရအမျိုးသမီးကိုယ်စားလှယ်ပါဝင်မှုအမျိုးသားလူငယ်ကိုယ်စားလှယ်လောင်းတွေလည်းအများပြားဒီနှစ်ပေါ်ပေါက်လာပါတယ်အများပဲပေါ်လာပါတယ်အင်အားအရေအတွက်ကလူငယ်ကိုယ်စားလှယ်လောင်းကအနည်းဆုံးလူငယ်ပေါ့နော်လူငယ်ဆိုတဲ့နေရာမှာ35အောက်တွေပြောတာပါ35အကျော်သွားတဲ့လူတွေမပြောပါဘူး40ထားပါတော့လူလာပိုင်းနေထိပြောမယ်40နဲ့18က40အတွင်းပေါ့18နှစ်တော့မပါပါဘူးဒါပေမဲ့25နဲ့40အတွင်းလူငယ်ပါဝင်မှုအချိုးအစားကလည်းပြောရရင်တော့10ပုံတစ်ပုံလောက်တော့ရှိပါတယ်10ပုံတစ်ပုံလောက်ရှိပါတယ်နော်10ပုံတစ်ပုံ9ပုံတစ်ပုံ10ပုံတစ်ပုံလောက်ရှိပါတယ်အဲ့တော့ဥယျာဉ်လည်းလူ900ထက်မနည်းရှိနေတယ်လို့ပြောလို့ရတယ်900ကျော်600လောက်ရှိနေတယ်လို့ပြောလို့ရတယ်ကိုယ်စားလှယ်လောင်းတွေပေါ့နော်လူလက်ပိုင်းတွေလူငယ်တွေနဲ့ပေါ့နော်ဆိုတော့အတန်းနဲ့အဲ့မှာ50နဲ့60 80 50 60 80တော့50အထက်တွေကတော့ပုံများပါတယ်50အထက်တွေပုံများပါတယ်50အောက်တွေပြောမယ်ဆိုရင်တော့ဟိုအမျိုးသမီးအင်အားထုလောက်ပြန်ပါပါတယ်50အောက်ဆိုရင်တော့ဆိုတော့ဘာပဲပြောကျွန်တော်တို့နိုင်ငံရေးကံကြမ္မာအတွက်အပြောင်းလဲအတွက်ကျွန်တော်တို့လိုချင်တဲ့အပြောင်းလဲတွေရဖို့အတွက်ရွေးကောက်ပွဲတွေနဲ့ဖြတ်သန်းအောင်ဖြစ်တော့ဒီအမျိုးသမီးအင်အားပါဝင်လာတာလည်းကျွန်တော်တို့အတွက်ကောင်းတဲ့လက္ခဏာလို့ပြောလို့ရတယ်ပေါ့နော်ပြောလို့ရတယ်အဲ့တော့ဟိုမဲကတော့ခင်ဗျားတို့စီပီတဲ့လူကြိုက်တဲ့လူပေးပါခင်ဗျားတို့ဒေတာဖွံ့ဖြိုးတဲ့ရေးကိုအကျိုးပြုမဲ့လူပေးပါကြိုက်တဲ့လူပေးပါဒါပေမဲ့ကိုရွေးချယ်လိုက်တဲ့ကိုယ်စားလှယ်လောင်းကိုတော့သေးသေးချာချာကြည့်ပါနော်ခင်ဗျားတို့မဲမထည့်ခင်မှာအဲ့ဒီကိုယ်စားလှယ်လောင်းရဲ့ကိုကျင့်စာရိတ္တလှုပ်ဆောင်နိုင်စွမ်းအနေထားအလားအလာဖြစ်တန်စွမ်းတွေကိုတေချာလေ့လာပါဒီနေရာမှာခင်ဗျားတို့ပါတီမဆွဲပါနဲ့ပါတီဆွဲမနေနဲ့ပွန့်လည်းပြောတာကိုယ်စားလှယ်လောင်းတေချာကြည့်ကိုပေးမဲ့ကိုယ်စားလှယ်တေချာကြည့်ဒီကိုယ်စားလှယ်လောင်း9မြို့နယ်မှာတေချာလှုပ်လုပ်နိုင်တာတေချာလား9ခုမြို့နယ်ကိုဒီကိုယ်စားလှယ်လောင်းဆိုရင်9မြို့နယ်ကိုလှုပ်လုပ်ပေးနိုင်လားပြီးတော့ဒီကိုယ်စားလှယ်လောင်းရဲ့လုံနိုင်စွမ်းကဘယ်လောက်ထိမြင့်လဲဒီကိုယ်စားလှယ်လောင်းကငါတို့မြို့ကိုတကယ်ပဲဥဆောင်ပေးနိုင်တယ်လို့ဖြစ်နိုင်လားတေချာစဉ်းစားရွေးချယ်ပါတေချာရွေးပြီးတော့မဲထည့်လိုက်ပါဒါရှင်းလေးပဲမဲသွားထည့်တာအကောင်းဆုံးပဲဒါမှသာလေကျွန်တော်တို့ကိုမြို့ကိုရွာကိုဒေသကိုဖွံ့ဖြိုးတိုးတက်အောင်လုပ်ပေးနိုင်မယ့်ကိုယ်စားလှယ်လောင်းတွေရမှာဖြစ်တယ်အဲ့တော့ဟိုကိုယ်စားလှယ်လောင်းတဝက်ရဲ့အရေးချင်းဆိုတာရည်ကြည့်ပါတယ်ဘာမှမသိတဲ့ပေါက်လော့ပဲစာပြောချင်တာပြောအမုန်းတရားအာဃာတကြီးတဲ့ကိုယ်စားလှယ်လောင်းတွေကိုခင်ဗျားတို့မဲသွားပေးမိအဲ့ကိုယ်စားလှယ်လောင်းတွေလွတ်တော်ရောက်သွားရင်ဘာတွေပြောမလဲဆိုတော့အမုန်းစကားတွေပဲတော့ပြောနေပါလိမ့်မယ်အမုန်းစကားတွေတော့ပြောမယ်အမုန်းတရားတွေတော့ပြောမယ်လွတ်တော်ထဲမှာသွားပြီးတော့အစင်တမ်းမမီတဲ့စကားတွေပြောရလိမ့်မယ်ပြေမီတောက်မမီစကားတွေပြောရလိမ့်မယ်အဲ့ခါကျရင်ခင်ဗျားတို့အဲ့တော့မှခင်ဗျားတို့နောင်တရကြပါလိမ့်မယ်နောင်တရတာနောက်မကြောက်အောင်လို့တေချာစဉ်းစားပါဒီကိုယ်စားလှယ်လောင်းရဲ့နောက်ခံ background ရဆိုရင်ဇင်းမြစ်ပြီးဒီကိုယ်စားလှယ်လောင်းဟာတကယ်တမ်းသူရောက်သွားရင်လွတ်တော်ထဲရောက်သွားရင်သူ့ရဲ့လုံနိုင်စွမ်း power နဲ့အင်အားနဲ့သူ့ရဲ့အစုအဖွဲ့နဲ့တကယ်ကိုအပြောင်းလဲကိုဖော်ပေးနိုင်မလားဒါကိုကျွန်တော်တို့တခြားတွက်ချက်ပြီးမေးပေးကြပါဒါကတော့ကျွန်တော်ပုံမှန်လင်းလင်းပဲပြည်သူလူထုပြောပါတယ်အဲ့တော့ပေါ့လို့ပဲစားကိုယ်စားလှယ်တွေကိုတော့မရွေးချယ်မိစေဘူးအရေးကြီးတယ်ဒါပုံမှန်လင်းပြောတာပါဒါကိုယ်စားလှယ်တွေထဲမှာတချို့ဗရီးပရာတွေပေါ်တော်ရှောက်လို့တဲ့ကိုယ်စားလှယ်တွေအများကြီးလေးကျွန်တော်တွေ့ရပါတယ်အများအပြားတွေ့ရပါတယ်ဘာလို့လုံးနေမသိတဲ့ကိုယ်စားလှယ်တွေ့ရပါတယ်ပြီးတော့တခါမှလည်းမမြင်ဘူးတဲ့ကိုယ်စားလှယ်တွေ့ပါတယ်ကျွန်တော်မဲဆွယ်ပွဲတွေမဲဆွယ်ပွဲမွန်ပြည်နယ်ပဲသွားကြည့်တဲ့ခါမှာမဲဆွယ်တချို့မဲမဆွယ်နိုင်တဲ့ကိုယ်စားလှယ်လောင်းတွေအများကြီးတွေ့တယ်နံပါတ်မှုကြောင့်လည်းဖြစ်နိုင်သလိုဟိုဘာလဲစိတ်သက်ခွန်အားနေမှုကြောင့်လည်းဖြစ်နိုင်တယ်ဘာကြောင့်မှတော့ကျွန်တော်တို့မသိနိုင်ဘူးသို့တော့မဲဆွယ်ပွဲတွေမှာတချို့မဲဆွယ်ပွဲကြီးမှမလုပ်နိုင်ဘူးအဲ့မှာပြောရရင်တော့ပြည်ခိုင်ပွဲတစ်ခုလောက်ပဲကြီးမှလုပ်နိုင်တယ်နောက်ဥက္ကိုကြီးပါတီနဲ့လုပ်နိုင်တယ်ဒေါ်သက်ခိုင်ပါတီနဲ့လုပ်နိုင်တယ်ကျန်တဲ့ပါတီတော်တော်များနည်းနည်းလေးလောက်ရခိုင်းတော့သူတို့မှလည်းအကန့်အသတ်ရှိနေပုံရပါတယ်သူတို့မှလည်းအဲ့တော့ဘာဖြစ်ဖြစ်ဘလို့ပဲဖြစ်ဖြစ်ကျတို့ပြည်သူလူထုအနေနဲ့ကတော့ပေချာကြည့်ပြီးတော့လူတွေရိုင်းဘယ်သူမှမဆိုမဲထည့်ပါသေချာလေးစဉ်းစားပါနော်ဒါတော့ကျွန်တော်ပေါ့လည်းပြောလို့တဲ့စကားနော်ပြီးတော့ရုပ်ောက်ပွဲအမျိုးသမီးကိုယ်စားလှယ်အင်အား1800ကျော်1100ကျော် sorry 1100ကျော်ပါဝင်လာတာကိုကျွန်တော်တို့ဝမ်းမြောက်ဝမ်းသာရှိလာပါတယ်လို့ပဲကျွန်တော်တို့အရင်ဆုံးပြောချင်တယ်တစ်ချိန်တည်းမှာပဲကျွန်တော်ဒီပြည်သူ့ပါတီကဦးလွင်မြင့်ပေါ့နော်ဦးလွင်မြင့်နဲ့ပတ်သက်တဲ့သတင်းကလည်းဒါဒီနေ့ထည့်ပြောမှာဖြစ်တယ်ပေါ့နော်ဆိုတော့ဦးလွင်မြင့်ကဘာလုပ်ခဲ့လဲဘာကြီးလုပ်လဲဆိုတော့မေးခွန်းပေါ့နော်ကျွန်တော်တို့လည်းဒါကိုပြောရတာနည်းနည်းတော့ဟိုပို့လည်းပြောရတော့သူတို့လည်းကျွန်တော်တို့ပြန်ကြောက်ရတယ်ဘာလို့ကြောက်ရလဲဆိုတော့မနိုင်နိုင်ရမဲမှာဆိုလို့မနိုင်နိုင်ရမဲပြီးတော့သိမလား
ကျွန်တော်တို့ပြဿနာပြန်ရှာခံနေရမှာဆိုလို့ဘုန်းလည်းပြောတာဘာလို့ဆိုကျွန်တော်တို့ကအခုချိန်မှာကိုယ်စားလောင်းတွေကိုထိတောင်မထိရဘူးပြောတော့မပြောရဘူးကြောက်နေရတဲ့ဘောရောက်တာဘာလို့ကိုယ်စားလောင်းတွေကပြီးရင်ဘာဖြစ်လို့ဆိုတော့သူတို့မပြောရတဲ့သူကမပြောဘူးပြီးလည်းပြီးတော့ကျွန်တော်တို့ပြန်ပတ်လှည့်ပြီးတော့ဒါရွေးကောက်ပွဲကိုကျွန်တော်တို့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးကျွန်တော်တို့ဒါတက်တက်ကိုဝက်ပြောင်းလုပ်တာနောက်ရှစ်ပေးတာဘာညာဆိုရထလုံနေတက်မဲ့တခါကိုကနေတိုင်းနေအမှုကပေါအောင်မယ်နော်အဲ့တော့ကျွန်တော်တက်နေတယ်လို့ကိုယ်စားလောင်းတွေပတ်သက်ရင်တိတ်ပြီးတော့ကြီးကြီးမွေပန်းရဲဘူးနော်အဲ့တော့အစိုးရကိုတိတ်မကြောက်အောင်သူတို့ပူချောက်နေတယ်အခုခင်းချင်းအဲ့လိုဖြစ်နေတယ်နော်အဲ့တော့ဥလွေမြင့်ကိုယ်စားလောင်းဥလွေမြင့်ကအခုဘာဖြစ်လဲဆိုတော့သူဖြစ်တဲ့အတိုင်းပဲပြပြမယ်နော်ဥလွေမြင့်ကတဲ့ရွေးကောက်ပွဲနည်းဥပဒေပုံမှန်58ခန်းငယ်နဲ့အမှုဖွင့်ခံရပြီတဲ့ဥလွေမြင့်ဘာလို့ဆိုတော့သူကဒီရွေးကောက်ပွဲကိုယ်စားဝင်မဲ့ကိုယ်စားလောင်းတယောက်ဖြစ်ပါလျက်နဲ့ပေါ့ဗျာဖြစ်တယ်ပါလေနဲ့သူကဘာလုပ်တာလဲဆိုတော့ခင်ဗျားတို့အားလုံးလဲဟိုသိချလိမ့်မယ်ပေါ့နော်သူကဒီသူတို့ပါတီအနေနဲ့ပေါ့သူတို့ပါတီဆိုတာဒီမိုကရေစီရေးတော့မှာပါဝင်ခဲ့တဲ့ကျောင်းသားလူတွေစူးစိုက်ပါတီဖြစ်တယ်။ဘာညာပေါ့ဗျာအဲ့လိုပြောတယ်ပြီးတော့သူတို့ကအခက်ဆက်နော်တော်လန်ရေးကိုစဉ်းစားလို့လည်းပါတီတစ်ခုဖြစ်တယ်ပေါ့ဆိုပြီးပြောတယ်ပြီးတော့သူ့မိသားစုကလည်းခက်ဆက်တော်လန်ရေးကိုလှုပ်လာခဲ့တာဖြစ်တယ်။ဟာသူသားအခုနောက်ဆုံးသူသားကလည်းလက်ရှိခင်မှာပေါ့ဒီ21ရေးခင်မှာတော်လန်ရေးလှုပ်လာခဲ့တဲ့ကောင်ဒါအတွက်သူတို့မိသားစုကအဲ့လိုလှုပ်တဲ့အတွက်ခက်ဆက်လို့တဲ့သူဂုံယူတယ်ပေါ့ဒါပေါ့ဆိုတော့အဲ့လိုမျိုးတွေပေါ့ဗျာပြောရင်တော့ပြောရင်တီဇဲအစိုးရအာဏာပိုင်ကလက်ခံထားခြင်းမရှိသောစကားလုံးအတုံးနှုံးတွေကိုသူအများပြားသုံးပြီးတော့မဲဆွယ်စကားတွေပြောသွားတယ်ဆိုတော့ကျွန်တော်လက်ရှိရွေးကောက်ပွဲကျင်းပတဲ့အခါမှာရွေးကောက်ပွဲကိုဝင်ပြိုင်ကြတဲ့ကိုယ်စားလှယ်တွေကတီဇဲအစိုးရရဲ့ဥပဒေဘောင်တွေတတ်မှတ်ချက်တွေစီကံတွေထဲမှာဝင်ပြိုင်ရမှာဖြစ်တယ်ပြိုင်ပွဲတစ်ခုကိုဝင်ပြီးဆိုရင်တီဇဲအစိုးရရဲ့ချမှတ်ထားတဲ့ rules regulation တွေကိုတွားရမှာဖြစ်တယ်ဘာလို့ဆိုတီဇဲအစိုးရအုပ်ချုပ်နေတဲ့ကာလလေဆိုတော့အဲ့ဒီတီဇဲအစိုးရအုပ်ချုပ်တဲ့ကာလမှာလည်းဘာလို့ပြောဆိုအကြမ်းဖက်လှုံ့ဆော်မှုအားပေးတာမျိုးတွေအကြမ်းဖက်ကိုအားပေးတဲ့သဘောတရားသိရောက်တဲ့ဟာမျိုးတွေဟာရှင်းပြရင်တော့ဒီကိုယ်စားလောက်မှမဟုတ်ဘူးကျွန်တော်တို့တာမန်ပြည်သူတွေလောက်ခွင့်မရှိဘူးအဲ့ဒါမရှိတဲ့အတွက်သူတို့ကိုယ်စားလောက်ဆိုပိုဆိုးတာပေါ့သူတို့လွှတ်တော်တွေကိုတည်သွားရမယ်လူတွေဆိုတော့ဒီပြည်သူတွေထောင်ကြတန်းကြလုံနိုင်တဲ့ဘာညာစသဖြင့်ပေါ့အဲ့ဒါပြောပြီးတော့သူကပြောပြီးတော့ office ဆိုတော့ကျွန်တော်တို့စဉ်းစားနေတယ်ကျွန်တော်တို့ကတိုင်းပြည်ပြည်တီထောင်တဲ့အခါမှာထောင်ကြတာမှာတိုင်းပြည်တီထောင်တာလားကျွန်တော်ပုံမှန်လင်းပြောရရင်လေထောင်ကြတာနဲ့တိုင်းပြည်ထောင်လို့ရတယ်ဆိုတာကဘာမှာတော့ပုံမှန်လင်းပြောတော့တော်တော်ကိုဒိတ်အောက်သွားတဲ့ idea ပဲသူတို့ကသူ Nelson Mandela လို့မှတ်နေကြလားမသိဘူး Nelson Mandela ကတော့ပုံမှန်နဲ့ပြောရင် Nelson Mandela လို့ပုံကိုကြတော့သူ့ကိုထောင်ထဲထည့်ထားလဲသူကပြန်ထွက်လာတဲ့အခါမှာသူအားလုံးကိုပေါင်းဆက်နိုင်တဲ့အမျိုးသားစည်းလုံးညီညွတ်ရေးကြီးကိုသူကထူထောင်နိုင်တယ်တိုင်းသားစည်းလုံးညီညွတ်ရေးဒေသသူတို့ရဲ့နိုင်ငံတွင်း nationwide ပေါ့နော် nationwide ပေါ့ကဘာလို့ဆိုတော့ဒီ unity တစ်ခုလုံးသူတိဆောက်နိုင်တယ်တိဆောက်သွားပြီးတယ်သူ့မှာမေတ္တာတရားကြီးတယ်အကျဉ်းတရားမေတ္တာတရားနဲ့ကရုဏာတရားတွေကြီးတယ်ပြီးရင်ကိုချင်းစာတရားတွေလည်းကြီးတယ်စာနာနာလည်းထောက်ထားမှုတွေလည်းရှိတယ်ညှာတာမှုတွေလည်းရှိတယ်ပြီးရင်ခေါင်းဆောင်မှုဆိုတဲ့ကျင်နာမှုတွေလည်းရှိတယ် Nelson Mandela ကရှိတယ်အဲ့တော့ Nelson Mandela လို့ပုံကိုမျိုးကသူတို့ထောင်ကြတဲ့ကိစ္စကိုဂုဏ်ယူပြောနေတယ်ကျွန်တော်ကလက်ခံလို့ရပြီမဲ့ဒီတလုံးစစ်အာဏာရှင်ကိုတော်လာပြစ်မယ်ဒီစစ်တပ်ကိုဘာဖြစ်ဖြစ်ညာဖြစ်ဖြစ်ဆိုပြောရင်ဒီချိန်ထဲမှာသူ့ရဲ့ရင်ထဲကအညိုတေးအာဃာတတွေကိုထုတ်ပေါ်ပြသမိတယ်လို့ဖြစ်နေတဲ့ကိစ္စတွေကအဲ့ဒါကတစ်ဖက်ဒီစဲအစိုးရတော့ကဒါသူ့ကိုကြည့်ပြီးတော့စဉ်းစားသွားစီတာပေါ့အဲ့တော့သူနဲ့သူ့ပါတီကိုကြည့်တဲ့အခါကျတော့လေတစ်ချိန်လုံးပြောနေတဲ့ကောင်လုံးကရှင်းပြောရင်တော့မကောင်းဘူးပြီးတော့ဘာလို့လဲဆိုတော့ NUG ကိုသွားပြီးတော့ဖြစ်တာတွေရှိသေးတယ်နော် NUG profile နဲ့ကောက်တင်ထားတာရှိတယ်လို့ကြားတယ်သူကအဲ့တော့သူ့ဖုန်းကိုယူစစ်တဲ့ခါမှာတော့တိတ်ပြီးတော့ဖြစ်တော့ဘူးပေါ့ဗျာအဲ့တော့သူ့ဖုန်းသူ့ကို16ရက်နေ့တော့ရွေးကောက်ပွဲဥပဒေနည်းဥပဒေပုံမှန်58ကနေအမှုဖွင့်တယ်16ရက်နေ့မှာ19ရက်ညမှာသူ့တင်ငန်းကျုံမျိုးရဲ့ရဲစက်ဖွဲ့လာပြီးတော့ခေါ်သွားပြီးတော့စခန်းမှာလေးနေတော့စစ်ဆေးပြီးတော့သူ့အာမခံပြန်လုပ်ပေးတာဒါပေမဲ့သူ့ကိုဖုန်းကိုယူထားတယ်ဘာလို့ယူထားလဲဆိုသူ့ဖုန်းကသူ Facebook သုံးတယ် social media သုံးတယ်ဆက်သွယ်ပြောဆိုမှုရှိတယ်အဲ့တော့ तू ဘာတွေတုံးထားပြီးတော့ဘသူတွေနဲ့ဆက်သွယ်ထားလဲဆိုတော့ဒါတွေဟာစစ်ဆေးရမယ့်အရာတွေဖြစ်လာတယ်နော်ဆိုကြပါသူ့ဖုန်းကဘာတွေရှိနေလဲဘာတွေတွေ့နေရမလဲသူ့ဖုန်းထဲကဘာတွေပေါ်လာမလို့ကျွန်တော်မသိနိုင်ဘူးကျွန်တော်တို့ဘာတွေထွက်လာမလို့ကျွန်တော်မသိနိုင်ဘူးဘာလို့ခဏကျွန်တော်တုံးတဲ့ဖုန်းတွေထဲမှာကျွန်တော်တို့နေ့စဉ်နေ့တူတူကကျွန်တော်လုပ်တဲ့လုပ်တွေအများကြီးရှိနေတယ်အဲ့တော့ तू ကစစ်ယူတာပြီးစစ်လိမ့်မယ်ပေါ့နော် तू ကသူ့ရဲ့ TikTok account တွေကနေပြီးတော့ယူကောမဲဆိုတဲ့အခါမှာတော်လန်ရေးတို့အရေးတော်ပုံဆိုတဲ့အတုံးလုံးတွေ तू တုံးတယ်ဒါကြောင့်မလို့တိုင်တဲ့လူတွေကတိုင်တယ်တိုင်တဲ့လူတွေမျိုးသားရေးအုပ်စုတွေလည်းတိုင်တော့ဗျာဒါမှမကျင်းတော့ဘူးအဲ့တော့တိုင်တဲ့ခါသွားပြီးသူ့ကိုခေါ်ဆက်ရတဲ့သဘောဖြစ်တယ်အဲ့တော့ပြီးရင်တော့စစ်ချက်ထွက်လာပြီးတော့ဖြေထွက်ရင်တော့ဒါနောက်ဆုံးမှာသူနဲ့ပတ်သက်ပြီးတော့ဘာဆက်လုပ်မလဲဆိုတော့ UEC ကနောက်မှာဖြေကြပါလိမ့်မယ်ဘာဆက်လုပ်မလဲဆိုတော့ဖြေကြပါလိမ့်မယ်အဲ့တော့ဒါကသူ့ရဲ့ဒါဖြစ်စဉ်ပေါ့နော်ဆိုတော့ပြောရင်တော့ဗျာကိုယ်စလောင်းနေနေနဲ့လဲမဲဆွဲတာကိုမဲရလို့ဇောနဲ့ပြောတင်လားမပြောတင်လားမသိတဲ့စကားတွေရှောက်ပြောတာကတော့ဘယ်ကိုယ်စလောင်းမဆိုပါသူတို့ဘယ်သူမှမဆိုအကုန်လုံးရှိတဲ့တိုင်းလုံးကမပြိုင်နေကိုယ်စလောင်း9000ကျော်လုံးပြောတာပြောတင်လားမပြောတင်လားမသိတဲ့စကားတွေကိုပြောနေပြီဆိုရင်ကိုဗီဒီယိုဖိုင်ကိုပြန်ကြည့်ကိုကဘာဆိုပြည်သူကိုကိုစားပြုမှာလူတစုကိုကိုစားပြုမှာမဟုတ်ဘူးเนาะအဲ့ဒါလေးမမေ့ဘူးလို့ပြည်သူကိုကိုစားပြုမှာ
လူတစုကိုသားပြောမှာပြည်သူဆိုတဲ့အထက်မှာတက်မော်သားကြီးလည်းပြည်သူတွေကပြည်သူပဲကျွန်တော်မေ့နေမှာဆိုလို့တက်မော်သားကြီးလည်းပြည်သူတွေပြည်သူပဲရဲတပ်ဖွဲ့ဝင်တွေလည်းပြည်သူတွေပြည်သူပဲဒါပေမဲ့သူတို့ကဘာလဲဆိုတော့နိုင်ငံဝန်ထမ်းပြည်သူတွေဖြစ်တယ်နိုင်ငံဝန်ထမ်းပြည်သူတွေဖြစ်တယ်အဲ့ဒါကိုမမေ့ဖို့လိုတယ်သူတို့ရဲ့အစုအဖွဲ့အင်အားကိုလည်းမမေ့ဖို့လိုတယ်သူတို့ရဲ့တန်ဖိုးကိုလည်းမမေ့ဖို့လိုတယ်နော်တခါတည်းကျရင်အတိတ်တော့လောက်ခဲ့တဲ့ကိစ္စဗျာကဲပို့ရင်လည်းပြောမယ်ဗျာကဲအခုကျွန်တော်နမူနာပေးတာပေါ့နော်ဟိုဒါတခါကျရင်ဟိုစကလုံးအထိပ္ပယ်ကောက်လုံးမှာဆိုလို့ဥက္ကူကိုကြီးတို့ဖွဲ့တွေကိုထောင်းထဲထည့်ခဲ့တာကဥမြောက်လည်းအုပ်စုမဟုတ်ဘူးလေဟိုခေတ်ကဟိုကာလာဖြစ်ခဲ့တဲ့ကာလာကိစ္စလေပြီးခဲ့တဲ့ကာလာတွေကိုပြီးတာတွေမေ့ထားလို့မရဘူးလားပြီးခဲ့တဲ့ကိစ္စတွေပြီးသွားပြီလေအပြိုပြန်ဖြစ်မစရာအကြောင်းမှမရှိတဲ့ကိစ္စဘာလို့အဲ့လောက်ထိအသေးအံမျိုးတိအကားတိုင်းနဲ့လက်ရှိအုပ်စုတွေက flexible ဖြစ်ပြီးတော့ရန်ကိုပြော့ပြောင်းနဲ့သဘောထားပြော့ပြောင်းနဲ့လုပ်ပေးတာအများကြီးပဲကျွန်တော်ပို့လည်းပြောမယ်နော်လက်ရှိတည်တဲ့အစိုးရဖွဲ့ကျွန်တော်ခဏခဏပြောတယ်နော်ဥက္ကိုကြီးတို့ပေါ်မှာရောတက်ဆိုင်ရကျွန်တော်တို့ပေါ်မှာအများကြီးထောက်ထားညာတာမှုတွေလုပ်ပေးထားတယ်ဆိုတာပြည်သူတွေမသိပေမဲ့ကျွန်တော်တချို့ဟာတွေကျွန်တော်သိသလောက်သိတယ်အများကြီးအကူအညီပေးထားတယ်ဆိုတော့ပြည်သူတွေတာမန်ပြည်သူတွေမသိပေမဲ့ကျွန်တော်သိသလောက်သိတယ်တချို့ကိစ္စကြီးကြရင်ကိုယ့်ကိုသူတော်ကောင်းကြီးအောင်သိဆောင်တာလဲမကောင်းတချို့လူတွေပြောတာတချို့လူတွေဥက္ကိုကြီးမှမဟုတ်သိသူတော်ကောင်းအောင်ဆောင်တာသိမကောင်းဘူးပေါ့ဗျာရွေးကောက်ပွဲမှာမဲဆွဲတာဆွဲကြတာပေါ့ဒါပေမဲ့မတုံးတဲ့အတုံးတွေမပြောတဲ့အပြောတွေမလုပ်တဲ့အလုပ်တွေဒါတွေရှောက်လုပ်ခဲ့တာတွေအကုန်လုံးခွာချခဲ့ဖို့လုပ်ပြီးနားထားရုပ်တွေအဲ့တော့ပြောရင်တော့စကလုံးလုံးရှိပါတယ်ဗာလဲသူကဟိုဗာလဲဆိုတော့ခုတည်းမကျွတ်မလွတ်သေးတာပေါ့နိုင်ငံဟိုလူကဒါဟိုပြောကျွန်တော်တို့လူတွေမှရှိတယ်ကွယ်လွန်ကြတယ်လူတွေကကိုယ်တိုင်ကွယ်လွန်ကြတယ်မကျွတ်မလွတ်ကြဘူးလူဘဝကနေကွယ်လွန်သွားပြီမဲ့နောက်တခြားဘဝကိုခုတည်းမကျွတ်မလွတ်သူကသူလူလို့ထင်နေတော့မကျွတ်မလွတ်ကြတာအဲ့လိုထင်ကြကျွတ်လွတ်တင်ပါပြီနိုင်ငံရေးကိုအယူဆနိုင်ငံရေးစိတ်ဓာတ်တွေနိုင်ငံရေးအကျွတ်လွတ်တွေဖြစ်ဖို့တက်ပါပြီเนาะအဲ့ဒါမှသာနိုင်ငံရေးလုပ်ရအောင်ပါเนาะနောက်ဆိုရင်နိုင်ငံရေးနဲ့နိုင်ငံအရေးဆိုတာခင်ဗျားကလည်းအတွင်သဏ္ဍာန်အနှစ်သာတော့ဘာမှမဆိုင်တာနိုင်ငံအရေးလုပ်ကြမှာလားနိုင်ငံရေးလုပ်ကြမှာလားဆိုတော့ကိုယ်စားလောင်းတွေကိုစောင်းဝက်ပြစစ်ဖို့လိုပြီကိုယ်စားလောင်းတိုင်းအားလုံးပြောတာပါနိုင်ငံရေးလုပ်ကြမှာလားနိုင်ငံရေးလုပ်ကြမှာလားလူလက်ခုပ်တန်းပဲလိုချင်တာလားလက်ခုပ်တန်းတီးတတ်ပဲလိုချင်တာလားတိုက်ပြည်တိဆောက်ရေးဖွံ့ဖြိုးတိုးတက်ရေးမှာဥဆောင်ပါဝင်ချင်တာလားကြာခန်းခဏပါချင်တာလားကိုဘာလုပ်ချင်တာလဲကိုကိုလည်းတီးကြဖို့လိုတယ်ကိုယ်စားလောင်းတွေအကုန်လုံးဒါလေးလိုမြစ်တိုင်กันပြည်သူလူထုလည်းဒီလိုပဲကျွန်တော်တို့မဲထဲတဲ့ခါမှာလွတ်တော်ကိုယ်စားလောင်းတွေတေချာစစ်စစ်ပါတေချာစဉ်းစားပါချိန်ဆပါရန်တမ်းမဲမထည့်ပါနဲ့တွေ့ရမဲထည့်လိုက်လို့ဒုက္ခရောက်သွားရင်ခင်ဗျားတို့ပဲဒုက္ခရောက်မှာခင်ဗျားတို့ထားပါတော့ဗျာဟိုပစ္စည်းတစ်ခုဝယ်ရင်တော့ဒီပစ္စည်းကဘယ်နှစ်ခံပါလဲကဲထားပါတော့ဖုန်းတစ်လုံးဝယ်တယ်ဒီပစ္စည်းကဘယ်နှစ်ခံပါလဲဒီဖုန်းလေးတစ်လုံးကတစ်နှစ်ခံပါလားနှစ်နှစ်ခံပါလားဒီဘာမှမဟုတ်တဲ့ဖုန်းလေးတစ်လုံးကိုခင်ဗျားတို့ဝယ်ရင်တော့နော်နောက်တစ်ခုကဒီအိမ်မှာသုံးတဲ့ပစ္စည်းတစ်ခုကိုခင်ဗျာအိမ်မှာထိုင်ဖို့ခုံလေးတစ်ခုဝယ်တယ်9နှစ်ခံပါလား10နှစ်ခံပါလားဘာမှမဟုတ်တဲ့ဒီလိုမျိုးခုံလေးတစ်ခုကိုတော့ခင်ဗျားတို့က9နှစ်ခံပါလား10နှစ်ခံပါလား quality ကောင်းလားဟိုမကောင်းလားဒီကကောင်းလားစစ်ကြဆေးရသေးတယ်မဟုတ်ဘူးလားစစ်မဝယ်တာမဟုတ်လားတွေ့ရပေါက်လို့ပဲသားလျှောက်ဝယ်ခြင်းနဲ့ဝယ်တယ်လားဒါမှမဟုတ်ခင်ဗျားတို့ဝယ်တဲ့ပစ္စည်းတစ်ခုရဲ့တက်တန်ခန္ဓာရည်နဲ့အရေးချင်းအလားလားအရေးသွေးတွေမစစ်ဆေးဘူးလားအဲ့ဒါလိုစစ်ဆေးသလိုပဲလွတ်တော်ကိုယ်စားလောင်းဆိုတာကတိုင်းပြည်တစ်ခုရဲ့ရေးပါတဲ့ပုံကိုယ်တွေတော့ပါတယ်ဒီလိုလူတွေရွေးတဲ့အခါခင်ဗျားတို့အတွက်ရေးပါတဲ့ပုံကိုယ်တွေရွေးတဲ့အခါမှာခင်ဗျားတို့နည်းနည်းလောက်တော့အုံနောက်ကလေးတုံးဖို့မသိဘူးလားနော်မနှက်ပြန်မဲထည့်မယ်ဆိုတော့ဒီနေ့လိုညမှာတဲ့တိချာစဉ်းစားဖို့မသိနောက်ဆုံးဒီနေ့လိုညလောက်မှာတေချာစဉ်းစားဖို့မသိဘူးလားနော်ဒါလေးသိဖို့လိုပါတယ်ပြီးတော့သတင်းမီဒီယာတွေရဲ့သတင်းတွေကိုတေချာနားထောင်ဖို့လိုတယ်ဘယ်သတင်းမီဒီယာတွေသတင်းဌာနတွေသတင်းတွေနောက်ကအဲ့လူတွေရဲ့နောက်ကျောင်းရာဆိုရင်လူတွေဟောတွေတေချာလေ့လာဖို့လိုတယ်ပြီးတော့မှကို့မဲတမဲကိုတေချာပေးလိုက်ပါနော်တေချာဆုံးဖြတ်ပြီးတော့ပေးလိုက်နော်တေချာစဉ်းစားပြီးပေးလိုက်ပါဘာလို့ဆိုတော့ကို့ဘိုက်ထဲကိုဝင်မဲ့အစားတောက်အတွက်တောင်ကိုကစစ်ဆေးနေသေးတာပဲဗျာကို့အုံတော်ထဲကိုရောက်လာမယ်ကို့ဘဝကြီးတွေရောက်လာမယ်ကို့ရဲ့အနာဂတ်ကြီးကိုပုံဖော်ပေးမယ်လွတ်တော်ကိုယ်လုံးတွေရွေးချယ်တဲ့အခါမှာနည်းနည်းလေးတော့ပို့ပြီးတော့စဉ်းစားကြဖို့လိုတယ်လို့ပြောချင်တာမိကုန်းလေးတွေများမေးကြဖို့လိုတယ်များမေးပြီးတော့များတောင်းဆိုတတ်ဖို့လိုတယ်များဖိအားပေးတတ်ဖို့လိုတယ်လွတ်တော်ကိုယ်လုံးတွေကိုနော်ဒါလေးကိုကျွန်တော်ဂျုံကြိုက်လို့ထည့်ပြောတာပါနော်ဆိုတော့ဒါကတော့လွတ်တော်ကိုယ်လုံးကိစ္စတွေနဲ့ပတ်သက်ပြီးတော့ပြောတာပါနော်အဲ့တော့နောက်တစ်ခုကကျွန်တော်တို့နောက်တစ်ခုကဒီပါလဲဆိုတော့အမေရိကန်အာမခံကုမ္ပဏီပေါ့နော်အမေရိကန်အာမခံကုမ္ပဏီမှာပြီးကထွက်မယ်ဆိုပြီးတော့သူတို့ကြီးညာတယ်ထွက်မယ်ဆိုပြီးတော့သူထွက်ဖို့ရှိတယ်ဆိုပြီးကြီးညာတယ်ပေါ့ဗျာကြီးညာတော့တချို့တွေကပြောကြတာပေါ့ဗျာမြန်မာနိုင်ငံနေပြီးတော့မြန်မာနိုင်ငံမှာလာပြီးတော့အာမခံလုပ်နေတဲ့ကဘာကျော်ထိပ်တန်းကုမ္ပဏီဖြစ်တဲ့ CHUBB ဆို CHUB လို့ခေါ်မလားတော့မသိဘူးပေါ့နော်အဲ့အဖွဲ့အဲ့အာမခံကုမ္ပဏီပေါ့နော် CHUBB လို့ပဲခေါ်မလားတဲ့လို့ခေါ်ပါတော့အဲ့အာမခံကုမ္ပဏီကတဲ့သူ့ရဲ့လုပ်ငန်းတွေရပ်ဆိုင်းပြီးတော့မြန်မာပြည်ထွက်ခွာဖို့စီစဉ်နေတယ်ဆိုပြီးတော့ပြောတယ်ဆိုတော့ကျွန်တော်တို့နိုင်ငံကိုပြက်လို့ပျက်စီးနိုင်ငံပျက်စီးစေခြင်းနဲ့နိုင်ငံကိုဖျက်ဆီးခြင်းနဲ့အုပ်စုကတော့နိုင်ငံဖျက်ဆီးရေးသမားတွေကတော့နိုင်ငံကိုဖျက်ဆီးတဲ့ဖျက်ဆီးရေးသမားတွေကြတော့အဲ့ဒီဟာကိုကြည်ဘာပြောမလဲဆိုတော့
မှတ်ပလားစစ်အစိုးရအောက်မှာမှတ်ပလားစစ်အစိုးရဆိုတော့ဘယ်လုံးမလဲလားစစ်အစိုးရမျိုးစုံလည်းညှို့ထိုးကြလိမ့်မယ်စသဖြင့်ပေါ့โอเคဒါနိုင်ငံဖြစ်စည်းရေးသမားတွေကိုဆိုတော့ဒီအမေရိကန်ကုမ္ပဏီပြတ်ထွက်သွားလို့မြန်မာနိုင်ငံကောင်းတာပါရှိလေရှိနေရောကောင်းတာပါရှိလေမရှိရောကောင်းတာပါရှိလေအဲ့ဒါကိုခွဲခြားစိတ်ဖြာသုံးသပ်ဖို့ကြတော့မစင်စားကြတော့ဆိုကြပါစို့ပေါ့ဗျာဟုတ်ပြီအဲ့ဒီအမေရိကန်ကုမ္ပဏီ CHUBB ပေါ့ရှုပေါ့နော်အဲ့ဒီကုမ္ပဏီကမြန်မာပြည်မှာအာမခံကုမ္ပဏီလားထောင်တဲ့အခါမှာနော်ထောင်တဲ့အခါမှာသူကအာမခံလုပ်ငန်းလုပ်တယ်အာမခံဆိုတာကပွင့်လင်းပြောရင်ဟိုပြောရင်တော့သူတို့အတွက်အများဆုံးထွက်နိုင်တဲ့အလုပ်တွေကိုပဲအာမခံပေးတာကျွန်တော်ဟာတာတွေပြောကြရလေအသက်အာမခံနဲ့ဟိုကအသက်80ကျော်အဖိုးကြီးကိုလာအာမခံလို့ရှိရင်ကျွန်တော်လက်မခံဘယ်ရွယ်လဲဆိုတော့အသက်40ကို60အောက်တခြားတွေပဲလက်ခံတယ်ဘာလို့ဆိုတော့အဲ့ရွယ်တွေကတည်ဖို့မဖြစ်နိုင်သေးဘူးလေတည်ဖို့မဖြစ်နိုင်သေးဘူးနည်းနည်းဝေးဦးမှာအဲ့တော့သူတို့ရှိရပတ်စံတွေတော့ယူသိမ်းထားမှာဟိုက80အထက်တွေကျတော့မြန်တည်သွားနိုင်တယ်ငါတို့ရှိပြီးတင်းငါတို့ပြန်ရောက်နိုင်တယ်အဲ့တော့မယူအကျိုးမြတ်ပေါ်တွက်ပြီးတော့အာမခံလုပ်ကြတာဘာမှ pride တက်လုပ်တာမဟုတ်ဘူးအာမခံဆိုတာဆိုတော့အမေရိကန်ကုမ္ပဏီကလည်းမြန်မာပြည်မှာလာပြီးတော့မြန်မာပတ်စံတွေကိုလာပြီးတော့အကျိုးမြတ်အရာလာလုပ်တာဘာမှရှင်းပြမြန်မာပြည်လာ pride လာလုပ်တာမဟုတ်ဘူးမြန်မာနိုင်ငံဖွံ့ဖြိုးတဲ့လာလုပ်တာမဟုတ်ဘူးနော်အာမခံလုပ်ငန်းတော့ဖွံ့ဖြိုးဖို့လိုတယ်ဒါပေမဲ့မြန်မာနိုင်ငံဖွံ့ဖြိုးဖို့လိုတာလာလုပ်တာမဟုတ်ဘူးရှင်းလေးအဲ့တော့ဒီကောင်လေးကအခုမြန်မာပြည်မှာအာမခံလုပ်ငန်းလာလုပ်တဲ့ခါမှာသူ့ကိုယုံပြီးတော့ကဲကျွန်တော်ပဲဖြစ်ဖြစ်ပေါ့ကျွန်တော်ကသူ့ချီမှာအာမခံသွားထားလိုက်တယ်အသက်အာမခံဘီအာမခံကားအာမခံဘာအာမခံညာအာမခံပေါ့ဗျာကျမကြီးအာမခံစသဖြင့်အာမခံကျွန်တော်ထားလိုက်ပေါ့ကျွန်တော်ယုံပြီးထားရတာလေကျွန်တော်အာမခံထားရင်တချို့အာမခံဆို3,500 1,000အဲ့လိုပေးရရရှိတယ်တချို့အာမခံတွေကျ350 100 200 300 level လိုက်ပေါ့ဗျာဒီရှုပ်ပြောဟာမျိုးဆိုရင်တော့သူကျွန်တော်ထင်တယ်ယာကနန်းနဲ့စမှာပဲတီးတီးပစ္စည်းပေါက်စားလေးလို့သူမစတော့ယာကနန်းနဲ့စလိမ့်မယ်အမေရိကန်ဆိုတော့ဗျာကင်းကြီးခင်းနေတာပေါ့โอเคစအဲ့တော့ကျွန်တော်ကသူ့ချင်မှာအာမခံတော့ထားလိုက်ပြီဆိုပါဆိုကျွန်တော်3,500ထားပြီဆိုပါဆိုတဲ့အာမခံ3,500ကျွန်တော်တကယ်တစ်ခုဖြစ်သွားရင်သူတို့တတ်မှတ်တဲ့ကလည်းဘောက်တို့မှာတစ်ခုဖြစ်သွားရင်3,500နဲ့3,500ပြန်ရမယ်3,500ရရင်ရမယ်ပေါ့ဗျာထားပါတော့တတ်မှတ်ထားအောင်ပေါ့ကျွန်တော်အဲ့လိုရဒါပေမဲ့အခုကျွန်တော်ကဘာမှမဖြစ်ဘူးကဲအခုဒီကောင်ထွက်သွားမယ်အဲ့ကျွန်တော်ပတ်စံသူပြန်ပေးမှာလားကျွန်တော်ပတ်စံပြန်ရမှာလားအခုအာမခံအဲ့ဒီအမေရိကန်ကုမ္ပဏီကိုအမေရိကန်ကိုယုံပြီးတော့သွားထားအာမခံထားမိတဲ့လူတွေအခုပတ်စံပြန်ရမှာလားဆိုတော့မင်းကစမေးရပြီမေးကြရတော့မယ်အဲ့သူပတ်စံနေလေသူသွားထက်တယ်လေဟာမင်းတို့ထွက်သွားလေငါပြန်ယော်လေမင်းပတ်စံကိုမင်းကငါမူလထားတော့ကျွန်တော်ကလွန်ခဲ့တဲ့9နှစ်ကထားမယ်လွန်ခဲ့တဲ့9နှစ်တော့ရွှေတကြသားတန်ဖိုးနဲ့အဲ့မြန်မာငွေတန်ဖိုးအခုဒီ9နှစ်ကျရင်ငါမြန်မာငွေတန်ဖိုးအဲ့ဒါရှိသေးတယ်အဲ့ကွာချက်တွေလည်းရှိသေးတယ်ခင်ဗျားတို့စဉ်းစားကြည့်ကြဖို့လိုတာပြည်သူလူထုကအမေရိကန်ဘာကောင်းကျိုးပေးလဲလို့မင်းဘာကောင်းကျိုးပေးလို့အဲ့ဒါကျွန်တော်တို့ရှိရပတ်စံကဲကျွန်တော်က3,500တော့ထားမယ်2021ကကျွန်တော်တော့ထားမယ်2021တော့ရွှေဈေးဒေါ်လာဈေးအဲ့တော့မြေဈေးနော်ရန်ကုန်မြို့ထဲမှာအဲ့တော့မြေဈေးထောင်ကနန်းလေးတွေပဲရှိတယ်အခုထောင်ကနန်းရှိတဲ့မြေအခုထောင်ကြီးပိုင်းတွေဖြစ်ကုန်တာမြေဈေးရွှေဆိုလဲအဲ့တော့မှ390မပြည့်သေးဘူးအခု390ကျော်နေပြီဟိုမှာအဲ့တော့ဘယ်လောက်ရှိလဲ30 40လောက်ရှိဦးမထင်တယ်ကြည့်ရတာနော်ဒေါ်လာဆိုလဲအဲ့တော့ဘယ်လောက်မှမရှိဘူးအဲ့တော့စတော့ဆိုရင်2000တော့မပြည့်ဘူး2000အောက်ပဲရှိတာနော်ကဲအဲ့တော့ကျွန်တော်3,500တော့ထားမယ်အခုဒီကောင်ထွက်ပြီးတဲ့ရော်ကြီးပြန်ပေးဆိုတော့သူဘာပေးမှာလဲလက်ရှိကာလပေါက်စင်းတွေတွက်ပေးမှာလားရခင်ပေးတဲ့900တိုင်းပြန်ပေးမှာလားအဲ့ဒါအစားပြဿနာကြီးတက်နေတယ်အဲ့ဒါကြောင့်ခင်ဗျားတို့ရှောက်ပြီးတော့ပျော်နေတဲ့ကောင်တွေစွတ်ဆက်ပျော်နေနေကိုယ်နိုင်ငံသားတွေဒုက္ခရောက်တော့လဲပြန်ပြောအောင်ဘလောက်ကိုချင်းမစားလဲကိုယ်နိုင်ငံသားတွေဒီကောင်ထွက်တော်တာနဲ့ကိုယ်နိုင်ငံသားတွေပတ်စံတွေဆုံးရှုံးမယ်သို့မဟုတ်ကိုယ်နိုင်ငံသားတွေနစ်နာမှုတွေဆုံးရှုံးမှုတွေကိုဒေါ်တွေထက်တွက်မပေးဘဲနဲ့ဘာလဲဆိုတော့ဒီလက်ရှိအစိုးရတိတ်ခါကြရင်ပြီးရောဆိုရှောက်ရေးချင်တာရှိပြောချင်တာပြောအော်ချင်တာအော်တယ်ကောင်တပုံကြီးပဲဆိုတော့ဘာဖြစ်လဲဆိုတော့ငါမစားတဲ့ဒီချင်းကွာငါမရအမေတဲ့နဲ့ဘက်ကွာဆိုတော့ပုံစံဘယ်လောက်လူမိုက်လူရဲငါဗီဇာတွေနဲ့တကယ်လူမိုက်လူရဲငါအောက်တန်းစားဗီဇာတွေနဲ့လောက်ကြတာတကယ်တော့မလုံးတင်ဘူးတို့ချစ်ဟိုပွင့်လိုက်ပြဒီအာမန်ကိုထွက်သွားတယ်โอเคဟာအဲ့ဆိုမြန်မာတွေကိုရားသိမ်းကြတဲ့ပြန်ပေးပေါ့ကွာဘာညာဆိုအဲ့လိုပြောရမှာအခုကျွန်တော်ပြောပြီးမြန်မာတွေသူ့ရှိမှာအာမန်ကသွားထားတဲ့ကောင်တွေမြန်မာတွေအကုန်လုံးရဲ့ပတ်စံတွေကိုတန်ရတန်ချင်းပြန်တောင်းအောင်အဲ့ကောင်တွေမျိုးထွက်လို့ရထွက်တန်ရတန်ချင်းပြန်ပေးမြန်မာပြည်မှာတခြားအာမန်ကကုမ္ပဏီအများကြီးရှိတယ်ဗျာAR insurance ရှိတယ် KBZ insurance ရှိတယ်insurance ရှိတော့ဗာလဲ insurance ဘာတော့အများကြီးပဲဗျာအများကြီးပဲနောက်ဗာလဲအမျိုးစုံဒီမှာပြောရှိတဲ့ဘဏ်တွေအကုန်လုံးကလည်း insurance လုပ်တယ်အကုန်လုံးပဲအဲ့ insurance အများကြီးရှိတယ်ဒီကောင်ထွက်သွားလဲဗာဖြစ်တော့ထွက်ပေါ့ဒါပေမဲ့မြန်မာတွေအဲ့တုန်းကသူ့ကိုယုံပြီးအမေရိကန်ဟိုယုံပြီးတော့သွားထားလိုက်တဲ့ပတ်စံတွေပြန်တောင်းအောင်ပြီးတော့ခစ်ကာလာပေါက်စင်းနဲ့တန်ရတန်ကြီးရော်ကြီးပြန်တောင်းအောင်အဲ့ဒါတောင်းအောင်အဲ့ဒါကိုလေဗဟိုဘဏ်နဲ့အာမခံလုပ်ငန်းကြီးကြပ်ရေးကော်မတီတွေကနေပြီးတော့တောက်လျှောက်တူလူကိုင်းကြက်ပလိုက်မင်းထွက်ချင်ထွက်လို့ရတယ်ဒါပေမဲ့ငါတို့မြန်မာတွေဟိုတော့ကပေးခဲ့တဲ့ပတ်စံနဲ့ဒီနေ့မင်းထွက်တဲ့ချိန်မှာပေါက်တဲ့တန်ကြီးတဲ့ value ဖြောင်းမင်းပြန်ပြီးပြောမထွက်မဟုတ်မင်းပိုင်ဆိုင်မှုကိုပစ္စည်းရောက်ထုတ်ဝဲအောင်ချသွားမင်းလာပြီးတော့ဂျင်းလာမထည့်နဲ့ပြီးဒါမှမဟုတ်အဲ့နိုင်ငံခြားသားတွေမင်းတို့မထွက်နဲ့ဘူးမပြန်နဲ့ဘူးမင်းတို့လာမင်းတို့အဲ့ရောချင်းပြီးညိအဲ့လိုလုပ်ရမယ်ဗျကိုယ်နိုင်ငံသားရဲ့စီးစိမ်ဥစ္စာကိုကာဝယ်ဆောက်ရှောက်ပေးရမယ်အာဏာပိုင်ဖွဲ့စည်းတွေကအဲ့တော့ဗဟိုဘဏ်တို့
သက်ဆိုင်ရာအာမခံကြီးကြိုက်ကော်မတီဖွဲ့စည်းတွေရှိမယ်စသဖြင့်ပေါ့သက်ဆိုင်ရာတာဝန်ရှိတဲ့ဝန်ကြီးဌာနတွေအကုန်လုံးနိုင်ငံခြားရေးဝန်ကြီးဌာနအစားအကုန်လုံးဆက်တဲ့သူနဲ့ဆက်ပတ်သက်တဲ့ဝန်ကြီးဌာနတွေအကုန်လုံးကဒီကိစ္စပေါ်မှာကိုယ်နိုင်ငံသားကိုကာကွယ်ဆောက်ရှောက်မှုပြန်ပေးရမယ်ဒါတော့မေ့နေမှာဆိုလို့ကျွန်တော်ထည့်ပြောတာပါသတိပေါ့ရောက်နေမှာဆိုလို့ကိုယ်နဲ့မဆိုင်ဘူးထင်မှာဆိုလို့ပါတကယ်တော့အဲ့ဒါကြီးအဲ့အာမခံကထွက်သွားလို့ရတယ်ဒါပေမဲ့ကိုယ်နိုင်ငံသားတွေပေးခဲ့တဲ့ပတ်စံတွေပြန်တောင်းအောင်အတိုးအရင်မှတောင်းအရင်ရောအတိုးပါတောင်းအောင်ပွင့်နေပြောဘန်မှာတော့ထားရမယ်အတိုးဆိုရှိတယ်ဗျခင်ဗျာအဲ့လောက်တော့တွက်ပြီးတောင်းမှရမယ်နေဆုံးတော့ပြန်တောင်းမှရမယ်900ထားတဲ့ဘန်မှာ9နှစ်ဆိုဘယ်လောက်တက်မလဲတောင်းအဲ့လိုအဲ့ဒါမှရမယ်ဒါမှလည်းနည်းနည်းလေးဒီကောင်လေးလူလေကြလို့မရမှာဘာလဲအမေရိကန်ဆိုပြီးမြန်မာနိုင်ငံလာပြီးတော့ကပြီးလို့ဘယ်ရမလဲခင်ဗျာအမေရိကန်ဘက်ကလို့အင်္ဂါဂျိုးကောင်လာဂျိုသားတွေပဲဆင်းလာအေးတန်ကြည့်တော့ကျွန်တော်တို့မှရှိတယ်ကျွန်တော်တို့မှလည်းလူသားတန်ဖိုးရှိတယ် value ရှိပြီးသား human value ရှိပြီးသားအဲ့တော့အဲ့ကို value ကိုကပြတ်မယ် human dignity ရှိပြီးသား value ရှိပြီးသားအဲ့တော့ပုံမှန်နဲ့ပြောရင်ဒါတန်ကြည့်ပြန်တောင်းအောင်နော်အဲ့တော့ကျွန်တော်အစိုးရအာဏာမဲ့ဖွဲ့စည်းတွေတော့ပြစ်လိုက်ခဲ့တယ်ဖိအားလေးပေးလို့ကျင်တာကခင်ဗျားတို့လောက်ရမယ်လို့အဲ့ဒါပြီးတော့မြန်မာဒီကုမ္ပဏီမှာသွားပြီးတော့အမှန်ထားမိတယ်မြန်မာလုပ်ငန်းရှင်တွေနဲ့လည်း sorry မြန်မာတွေနဲ့လည်းသက်ဆိုင်ရာအဲ့ဒီအမေရိကန်အာမခံကုမ္ပဏီကိုဖိအားပေးမေးခွန်းသွားပြီးရုံးရှင်မှာသွားမေးပြီးတော့ email ပို့စာပို့အဲ့ကုမ္ပဏီကိုအမိပြတ်ပြအောင်ချဝိုင်းပြီးတော့သူမရောဘူးဆိုဘိုင်းတော့အဲ့လုံမှရမယ်ခင်ဗျားတို့အရှက်ပြန်ခွဲမှရမယ်အမေရိကန်အဲ့ဒါလေးတော့ကျွန်တော်ကခင်ဗျားတို့ရပိုင်ခွင့်ပြန်တောင်းမှရမယ်လို့ကျွန်တော်ခင်ဗျားတို့လည်းဟိုတောင်းအပ်ပြပါတယ်လောက်ပါဒါတော့ကျွန်တော်ဂျုံရက်လို့ဒီကိစ္စကိုထည့်ပြောပါတယ်နော်နောက်တစ်ခုကအစိုးရထုတ်ပြန်တဲ့စီမံကိန်းကိစ္စဒါလည်းကျွန်တော်နည်းနည်းလေးလန့်တယ်ပုံမှန်လည်းပြောကျွန်တော်နည်းနည်းလန့်တယ်အဲ့ထုတ်ပြန်ချက်ကကျွန်တော်တော်တော်လန့်တယ်ဒီမှာပါတယ်ကျွန်တော်ကပါဝင်တော်တော်များလန့်ကြလိမ့်မယ်လို့လည်းယူဆတယ်ဒီထုတ်ပြန်ချက်ကလည်းပြင်းထန်တယ်ဒါပေမဲ့လိုအပ်လို့ထုတ်တယ်လို့လည်းကျွန်တော်တို့ပြောရမလို့တော့ဖြစ်နေတယ်အဲ့ဒါဘာလဲဆိုတော့ကျွန်တော်တို့မနေ့ကsorry 16ရက်နေ့ကထွက်လာတဲ့စာဆောင်အမျိုးသားကာကွယ်ရေးလူကြီးကောင်စီရဲ့အမိန့်ကြေညာစာအမှတ်914မြေဆောင်2025နဲ့ထွက်လာတာအဲ့စာရဲ့လူရင်းကဘာလဲဆိုစီမံကိန်းနဲ့ပတ်သက်ရင်စီမံကိန်းနဲ့ပတ်သက်အစိုးရကွန်ပျူတာစီမံကိန်းနဲ့ပတ်သက်ကန့်ကွက်ရင်အထောက်ထားရှိခိုင်းမှာကန့်ကွက်မခိုင်းကန့်ကွက်တရားပြဆိုလို့ရတယ်ဆိုတဲ့ဟာကြီးနည်းနည်းကြောက်စရာကောင်းတယ်သူစာတိုင်းအရင်ဖတ်ပြမယ်မြို့သားကာကွယ်ရေးနဲ့လူကြီးကောင်စီကတဲ့ပြည်တော်စုအဆင့်အဖွဲ့အစည်းများပြည်တော်စုဝန်ကြီးဌာနများတိုင်းဒေသကြီးပြည်နယ်စုအဖွဲ့များနေပြည်တော်ကောင်စီတို့ကမိတို့အခွင့်အာဏာရလုတ်ကင်ခွင့်ပြုသည့်အကောင့်ထဲပေါ်စောသည့်လုပ်ငန်းများတွင်နော်အထောက်ထားခိုင်လုံမှုမရှိဘဲကန့်ကွက်ခြင်းများနှင့်ဆက်လျင်း၍လိုက်နာဆောင်ရွက်ရန်ဤအမိန့်ကြေညာစာကိုထုတ်ပြန်လိုက်သည်ဆိုတော့ဌာနဆိုင်ရာတွေဝန်ကြီးဌာနတွေအကုန်လုံးဗျာသက်ဆိုင်ရာအစိုးရရဲ့အမိန့်နဲ့သူအခွင့်အာဏာတိုင်းလုတ်ကင်ခွင့်ပြုတဲ့အကောင့်ထဲပေါ်တဲ့လုပ်ငန်းတွေနဲ့ပတ်သက်ရင်အထောက်ထားခိုင်လုံမှုမရှိဘဲကန့်ကွက်ခြင်းတွေရှိလာခဲ့ရင်ဝန်ကြီးဌာနဌာနဆိုင်ရာလုပ်တဲ့စီမံကိန်းတွေ project တွေမှာအဲ့ဒါတွေကိုကန့်ကွက်တဲ့သူကအထောက်ထားမခိုင်လို့နဲ့ကန့်ကွက်မှုရှိလာရင်လိုက်နာဆောင်ရွက်ရန်အမိန့်ကြေညာချက်ထုတ်ပြန်သည်ဆိုပြီးတော့အစထုတ်ပြန်တာနောက်တစ်ချက်ကြတော့ဗာပြောလဲဆိုတော့ပြည်တော်စုစစ်အဖွဲ့အစည်းများပြည်တော်စုဝန်ကြီးဌာနများတိုင်းဒေသကြီးပြည်내အစိုးရအဖွဲ့များနေပြည်တော်ကောင်စီတို့ကမမိအခွင့်အာဏာအရလုတ်ကင်ခွင့်ပြုသည့်လုပ်ငန်းများစာချုပ်စာတမ်းမှတ်ပုံတင်လုပ်ငန်းများလုတ်ကင်ခွင့်ရသောကုမ္ပဏီအဖွဲ့အစည်းများနဲ့အခြားသက်ဆိုင်သောကိစ္စရပ်များတို့ဆက်လင်းပြီးထောက်ထားခိုင်လုံမှုမရှိထောက်ထားခိုင်လုံမှုမရှိပတ်သက်ဆွေးနွေးမှုမရှိဘဲကန့်ကွက်ခြင်းများဖြစ်ပေါ်လျက်ရှိပါသည်တဲ့ထို့သောကန့်ကွက်ခြင်းများသည့်လုပ်ငန်းများကိုနှောင့်နှေးကြန့်ကြာစေခြင်းနိုင်ငံတော်၏ယင်းနှိမ့်မှုမြင့်တင်ခြင်းကိုအဟန့်အတားဖြစ်စေခြင်းမလိုလားအပ်သည့်အကလိစားမှုဖြစ်ပေါ်စေခြင်းတို့ကြောင့်နိုင်ငံတော်၏ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းစဉ်များကိုထိခိုက်နှောင့်နှေးစေနိုင်ကြောင်းစစ်စစ်တွေ့ရှိရပါသည်တဲ့နော်ပြောရရင်တော့ဝန်ကြီးဌာနဌာနဆိုင်ရာအသီးသီးကခွင့်ပြုမိန့်နဲ့လုပ်နေတဲ့အလုပ်တွေတော်တော်များမှာနော်အထောက်ထားခိုင်လုံမှုမရှိပဲပတ်သက်မှုဆက်နွယ်မှုမရှိပဲနဲ့ကန့်ကွက်တဲ့သူတွေအများကြီးရှိနေတယ်အဲ့ဒါကြောင့်မို့လို့အဲ့လိုကန့်ကွက်နေတာတွေအကုန်လုံးဟာလုပ်ငန်းကိုနှောင့်နှေးကြံ့ကြာမှုဖြစ်တယ်နိုင်ငံတော်ရင်းနှီးမြှုပ်နှံမှုမြင့်တင်ခြင်းအဟန့်အတားဖြစ်တယ်တိုးတက်ကြောင်းကိစ္စတွေမှာအဟန့်အတားဖြစ်ပြီးတော့အဂတိလိုက်စားမှုတွေပါဖြစ်ပေါ်စေတယ်ဆိုတာမျိုးပြောတယ်ဆိုတော့ပြောချင်တာဌာနဆိုင်ရာဝန်ကြီးဌာနတွေအကုန်လုံးလုပ်တဲ့အလုပ်တွေခွင့်ပြုချက်ရပြီးလုပ်တဲ့အလုပ်တွေအဲ့ဒါတွေအကုန်လုံးကန့်ကွက်မယ်ဆိုရင်မင်းနဲ့ဆိုင်လားနော်မင်းနဲ့ဆိုင်လားပြီးအကန့်ကွက်တဲ့သူနဲ့မင်းနဲ့ဆိုင်လားမဆိုင်ဘူးโอเคမင်းနဲ့မဆိုင်ဘူးဆိုမင်းပြီးပဲအဲ့လိုပဲကန့်ကွက်တဲ့သူကโอเคမင်းနဲ့မဆိုင်တော့လဲမင်းကန့်ကွက်တာအထောက်ထားခိုင်လို့လားမခိုင်လုံးဆိုရင်တော့မင်းဒိုးတော့ပြောချင်တာအဲ့တော့မင်းတို့အဲ့လိုလုံနေတာတွေကတိုင်းမှာအဂတိမှုတွေလည်းဖြစ်စေတယ်တိုင်းပြည်တိုးတက်ကြောင်းသွားတာကိုလည်းအထားဖြစ်စေတယ်အနောက်ချက်ဖြစ်စေတယ်နော်နှောင့်နှေးကြံ့ကြာမှုတွေဖြစ်တယ်မလိုလားတဲ့အဲ့ဒီလိုဖြစ်တယ်ပြီးတော့နိုင်ငံတော်တိုးတက်ကြောင်းဖြစ်စည်းရရောက်တယ်ဖိုးတိုးတက်တွေလည်းနှောင့်နှေးတယ်နိုင်ငံတော်ဖိုးတိုးတက်တွေနှောင့်နှေးတယ်ဟောအဲ့ဒါကိုပြောတာအဲ့တော့နောက်တစ်ချက်ကြတော့သက်ဆိုင်ရာအစိုးရဌာနဆိုင်ရာအဖွဲ့အစည်းအနေနဲ့မိမိအခွင့်အာဏာရလုပ်ကိုင်ခွင့်ပြုသည့်လုပ်ငန်းများစာချုပ်စာတမ်းမှတ်ပုံတင်လုပ်ငန်းများလုပ်ကိုင်ခွင့်ရသောကုမ္ပဏီအဖွဲ့အစည်းများအခြားသက်ဆိုင်သောကိစ္စများနဲ့ဆက်လင်း၍အထောက်အထားခိုင်လုံမှုမရှိပတ်သက်ဆွေးနွေးမှုမရှိဘဲကန့်ကွက်ခြင်းဖြစ်ကြောင်းစစ်စစ်တွေ့ရှိရပါကနော်အဲ့လိုတွေ့ပြီဆိုရင်သက်ဆိုင်ရာအစိုးရဖွဲ့စည်းနေဖြင့်ရင်းကောက်မှုကိုထည့်သွင်းစဉ်းစားသုံးသပ်ရန်မလိုအပ်ဘဲသက်ဆိုင်ရာလုပ်ငန်းများခွင့်ပြုခြင်းဆက်လက်ဆောင်ရွက်စေခြင်းတို့ပြုရမည်အပြင်သက်ဆိုင်ရာလုပ်ငန်းများကိုလည်းဆိုင်းငံ့ထားခြင်းမပြုဘဲဆက်လက်ဆောင်ရွက်ရမယ်လာပြီကျွန်တော်ကဝန်ကြီးဌာနဝန်ကြီးပေါ့ဗျာကျွန်တော်တို့အစိုးရဖွဲ့နေပြီးတော့ကျွန်တော်ဝန်ကြီးရဲ့ EC ဖြတ်တယ်လုပ်ငန်းတစ်ခု project ပေးလိုက်တယ်ပုဂ္ဂိုလ် A အဖွဲ့ကရတယ်ဆိုပေးလိုက်တယ်အဲ့ဒီချိန်မှာတရားအဖွဲ့ရနေပြီးတော့ကန့်ကွက်စာရေးတင်တယ်ကန့်ကွက်လိုက်ပို့တယ်
ပို့တော့ဝင်းချနာနဲ့အယောင်နေခဏပြန်လဲဆန်းစစ်သုံးစားမလို့ဟိုလုံငန်းမင်းမလို့မင်းလုံငန်းရှင်မင်းမလို့နဲ့မင်းတို့ခဏနေဟိုကောင်ကတော့ပြန်ဖတ်ငါတို့ easy ပြန်ဆုံးဆက်ဆုံးပြပြန်ထောက်ပြန်လိုက်အဲ့လိုက်အဲ့လိုမစင်းသားနဲ့တော့အဲ့ဒါကြီးစဉ်းစားမနေတော့မင်းမှန်လားမင်းလောက်တာတကယ်မှန်လားမှန်တယ်ဆက်လို့ပြောချင်တယ်အဲ့ဌာနဆိုင်ပြောတော့မှန်ဆက်လို့နော်ကန့်ကွက်မှုတွေကိုထပ်သွင်းစဉ်းစားတယ်ဆက်လို့တဲ့နော်ဆက်လို့တဲ့ဒါကိုပြောတာလုပ်ငန်းလုပ်နေသူလည်းဆိုင်းငံ့မထားနဲ့ဆက်လို့နော်ရင်းတို့နောက်တစ်ချက်ကရင်းတို့ပုဂ္ဂိုလ်သုံးဖို့အဖွဲ့အစည်းတစ်ခုကထောက်ထားခိုင်လို့မရှိပဲလုပ်ငန်းအနှောက်အယှက်ဖြစ်စေရန်အတွက်၎င်းမတရားအကျိုးမြတ်တစုံတရာရယူရန်အတွက်၎င်းကန့်ကွက်ခြင်းဖြစ်ကြောင်းစစ်စစ်ပေါ်ပေါက်ပါကအဆိုပါကန့်ကွက်သည့်ပုဂ္ဂိုလ်သုံးဖို့အဖွဲ့အစည်းသည်သက်ဆိုင်ရာတည်ဆဲဥပဒေနှင့်အညီရေးယူခြင်းခံရစီရန်ခံစေရမည်တဲ့ဟီနော်ပုဂ္ဂိုလ်သုံးဖို့အဖွဲ့အစည်းတစ်ခုကထောက်ထားခိုင်လို့မရှိပဲလုပ်ငန်းအနှောက်အယှက်ဖြစ်စေရန်အတွက်၎င်းတဲ့မတရားအကျိုးမြတ်တစုံတရာရယူရန်အတွက်၎င်းတဲ့ကန့်ကွက်ခြင်းဖြစ်ကြောင်းစစ်စစ်ပေါ်ပေါက်ပါကကန့်ကွက်တဲ့ပုဂ္ဂိုလ်သုံးဖို့ဖွဲ့စည်းသည်သက်ဆိုင်ရာတည်ဆဲဥပဒေရေးယူခံရမည်ကဲလှပြီပေါ့ဗျာဘယ်တော့လှသွားပြီလုံးဝလှသွားပြီအဲ့တော့ဌာနဆိုင်ရာတွေချတဲ့ project တစ်ခုစီမံကိန်းတစ်ခုကအဲ့ဒီစီမံကိန်းကကန့်ကွက်တဲ့သူကကန့်ကွက်မယ်ကန့်ကွက်တဲ့ခင်ဗျားပဲဖြစ်ဘူးကန့်ကွက်မယ်ကန့်ကွက်ရသေးတယ်အဲ့လိုကန့်ကွက်တဲ့ခါမှာခင်ဗျားမှာထောက်ထားမရှိဘူးထောက်ထားမရှိဘဲနဲ့ဗဇက်ကဒီပေါက်တော့ကပြောလို့ပြောကတ်ပြောချင်တာပြောပြီးကန့်ကွက်ထားတယ်ထောက်ထားမခိုင်လို့နောက်တစ်ခါခင်ဗျားလည်းမဆိုင်ခင်ဗျားအကျိုးစီးပွားလည်းမဟုတ်အဲ့တော့အေးအဲ့ဆိုတော့အဲ့ကောင်ဟေ့လုံးဝပြောမရဘူးအဲ့ကောင်သွားအဲ့ကောင်မှုဖွင့်ပလိုက်ရှုပ်လို့ဆိုတော့လှတော့ပွဲတော့လှတော့အဲ့တော့ခက်တာကလုပ်ငန်းနဲ့ဆက်ဆက်တာပြောတော့ကျွန်တော်တို့မီဒီယာတွေပါမပါတော့မသိဘူးပေါ့ဗျာကျွန်တော်တို့မီဒီယာတွေနဲ့ထားပါလုပ်ငန်းတစ်ခုအစိုးရစီမံကိန်းတစ်ခုကျွန်တော်တို့ထောက်ပြမယ်ဆိုရင်ဒီဟာနဲ့ညှိမလားမညှိမလားကျွန်တော်တို့တော်စဉ်းစားနေရတယ်ဒါပွင့်လည်းပြောတာဟိုဒါနဲ့ညှိသွားနိုင်လားပေါ့ကျွန်တော်မီတော့နိုင်ငံတော်စီမံကိန်းတစ်ခုလုပ်မယ်အဲ့စီမံကိန်းကဒေသန္တရကိုဒုက္ခပေးနိုင်တယ်အခက်အခဲဖြစ်နိုင်တယ်လူတွေရဲ့ຢာတွေမြေတွေလူတွေရဲ့မျက်ရည်ပေါင်းများသောဒုက္ခတွေပေးပြီးတော့မှစီမံကိန်းလုပ်တယ်ဆိုပါစို့ပေါ့လုံးမိတယ်ဆိုပါစို့ပေါ့နော်အဲ့ဒါမျိုးလုပ်ခဲ့ရင်ကျွန်တော်တို့အဲ့ဒါယူမတရားဘူးလို့ယူဆလို့ကျွန်တော်ပြောရင်အားဒီကောင်တရားနဲ့ဥပဒေနဲ့ဒီကောင်ညှိပြီးလူများပြောမလားတော့မသိဘူးအဲ့လိုမျိုးညှိမလားမညှိလားကျွန်တော်မသိဘူးဒါပေမဲ့မီဒီယာဆိုတဲ့စကားလုံးမပါတော့ကိုကလည်းပြောရခက်တယ်ပြဿနာကို journalist ကြတော့ journalist ရဲ့တကယ်အလုပ်ကအစိုးရဌာနဆိုင်ရာတွေအဂရိလိုက်စားမှုနောက်တစ်ခါတရားမဝင်လုပ်တဲ့ကိစ္စတွေအစိုးရရဲ့တချို့သောအလုပ်တွေတချို့သောဒီအစိုးရဌာနဆိုင်ရာတွေမှာအကျင့်ပြတ်ခြားစားဝန်ထမ်းတွေအခြေအနေတွေနော်အဂရိလိုက်စားတဲ့ဟာတွေနောက်တစ်ခါဒီတချို့စီမံကိန်းတွေနိုင်ငံတော်အဆင့်စီမံကိန်းတွေရှိမယ်မသိတော့ဘူးထင်ကျွန်တော်တို့ကရဲဝံဝင်မှထောက်ပြပြီးမသိတော့မသိအောင်ပြောဆိုရေးသားရတယ်လုပ်ရတယ်အဲ့ဒါကျွန်တော်တို့အလုပ်ဒါပေမဲ့အခုဒီဟာရဆိုရင်ကျွန်တော်အဲ့လုပ်လို့ရသေးတာမရတာကျွန်တော်တို့တော့မသိဘူးဒါပေမဲ့သတင်းမီဒီယာဥပဒေတွေမှာတော့လုပ်လို့ရတယ်ဒီမှာတော့မသိဘူးပေါ့နော်ဆိုတော့ကျွန်တော်လည်းနည်းနည်းတော့ဒီစာကြောင့်စားတယ်လို့စားပြီလို့ဒါပေမဲ့သို့တော့ကျွန်တော်ဒီနေရာမှာယုံကြည်တာတစ်ခုပဲတိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့အတွက်နိုင်ငံတော်ကောင်းဆောင်တာဝန်ရှိသူကြီးကဲတွေအကုန်လုံးကအဂရိကင်းအကျိုးစီးပွားကင်းနဲ့ကိုလိပ်ပြလုံနဲ့ကိုလိပ်ပြလုံနဲ့ကိုပြောရရင်ရှက်စရာမလိုတော့အောင်တတိရှိနဲ့မှန်ကန်လုပ်တယ်ဆိုရင်ကိုရှက်စရာမလိုအောင်လိပ်ပြလုံနဲ့တတိရှိမှန်ကန်မှန်ရာကိုလုပ်တယ်ဆိုရင်ကျွန်တော်တို့ထောက်ခံတယ်ဘယ်လုံငန်းမဆိုထောက်ခံတယ်တိုင်းပြည်တိုးတဲ့အတွက်ကြောင့်လို့တာလက်ခံထောက်ခံတယ်ကျွန်တော်ထောက်ခံပါနော်ပြောချင်တာခုနဘောင်ထဲမှာနော်ဌာနဆိုင်ရာအကြီးအကဲတွေအာဏာပိုင်ဖွဲ့စည်းခေါင်းဆောင်တွေအကုန်လုံးကတိုင်းပြည်အကျိုးစီးပွားအတွက်ခေါင်းစဉ်တက်ပြီးတော့သူတကယ်လုပ်တာကောင်းတကယ်လုပ်တာဖြစ်ရမယ်နောက်တစ်ခုကကိုအကျိုးစီးပွားမရှိမပတ်သက်ဖြစ်ရမယ်ပြီးရင်ဗာလဲဆိုတော့ကိုအဂရိတရားကင်းတန့်ရှင်းလိပ်ပြလုံအရှက်တရားရှိနဲ့ရဲဝံလုပ်တာဆိုရင်ကျွန်တော်လက်ခံတယ်လူကကျွန်တော်တို့ဘယ်သူမှညာလို့မရဘူးကိုညာလို့မရကိုပဲသိတယ်နိုင်ငံခေါင်းဆောင်မကလို့ဘယ်သူဖြစ်အကုန်လုံးကိုသိတယ်ကိုမဟုတ်တာလုပ်သလားဟုတ်တာလုပ်သလားကိုစိတ်ထဲမှာအလိုလိုက်မိသလားလိုက်ရောမိလားကိုသိတယ်ဘယ်သူမှမဖြစ်စရာမလိုကိုပဲကြီးတန်းတိုက်ကိုပဲတိုက်တယ်သစ္စာဆိုကိုပဲသိဒါပဲကျွန်တော်ဘာမှပြောမလို့ရှင်းလေးလှုပ်ထိုက်တဲ့ဟာအကုန်လက်ခံတယ်ကျွန်တော်အဲ့ဒါမဟုတ်ဘဲနဲ့စကလေးကကိုပေးခြင်းတဲ့လူပေးတာကိုလှုပ်စေခြင်းတဲ့လူလှုပ်ခိုင်းပြီးတော့ကိုဖြစ်စေခြင်းတဲ့အရာပဲလှုပ်ခိုင်းပြီးတော့ဟုတ်လားမဟုတ်လားကြိုက်မကြိုက်ဘယ်သူမျက်ရည်မှာစိတ်ဝင်စားဘူးကွာတိုင်းပြည်ဘာဖြစ်ကွာဆိုဆက်လှုပ်လို့ကတော့အဲ့ကြရင်တော့ကျွန်တော်တို့လည်းပို့နေပြောဝေဖန်တဲ့ချက်ဆက်ဝေဖန်သွားမှာပဲပို့လည်းပြောဒါကျွန်တော်တို့လုပ်ပဲအဲ့တော့ဒီနေရာမှာအစိုးရရဲ့လုပ်ရက်ကိုကျွန်တော်ခုနမှန်ကန်တယ်တိကျတယ်လက်ပြလုံတယ်တကယ်ဘာဖြစ်တယ်ဆိုရင်လုပ်ပါကျွန်တော်တို့ထောက်ခံတယ်ဘာမှမပြောဘူးတိုးတဲ့အတွက်ကြောင့်လုပ်ဒါပေမဲ့အကျိုးစီးပွားပါလာပြီးအဂရိတွေဖြစ်လာပြီးမတရားတာတွေရှောက်လို့လာပြီးလူတွေမျက်ရည်ပေါက်ကြီးငကြောက်ဖြစ်လာပြီးထားစားနေပါဗျာဒါတွေကကျွန်တော်ဓာတ်ထက်လည်းပြောလို့အဲ့ဒါဖြစ်လာပြီဆိုရင်ကျွန်တော်တို့လည်းပွင့်လည်းပြောရတော့ကျွန်တော်တို့ယူထားတဲ့တာဝန်ကိုကလေးက journalist ဖြစ်တယ်ဒီလိုကိုထမ်းဆောင်လိမ့်မယ်ဒါလည်းကျွန်တော်ပွင့်နေပြောအဲ့တော့လူကြီးတွေနဲ့ဒါသူစဉ်းစားပုံစဉ်းစားနည်းကတော့တိုင်းပြည်မှာရှေ့အခက်ဆက်တချို့ project တွေကဒါသူတို့စဉ်းစားပုံစံနဲ့ရှေ့ project တွေက
တိုင်းပြည်တွေကောင်းအောင်ကောင်းချောင်းလုပ်ခဲ့ပါလျက်နဲ့ဒါသူတို့စဉ်းစားမှာဖြစ်မှာပေါ့ဗျာကောင်းအောင်ကောင်းချောင်းလုပ်နေပါလျက်လုပ်ခဲ့ပါလျက်နဲ့လုပ်ခဲ့ပါလျက်နဲ့ဟိုကကန့်ကွက်ဒီကကန့်ကွက်ဟိုလူကနောက်ရှက်ဒီလူကနောက်ရှက်လို့နောက်ဆုံးစိတ်ညစ်ပြီးတော့မလုပ်တော့ဘူးကွာဆိုရက်သွားတာမျိုးရက်သွားတဲ့စီမံကိန်းကောင်းရကောင်းချောင်းစီမံကိန်းတွေတော်တော်များရှိတယ်အဲ့ဒါတွေကိုကြည့်ပြီးတော့ဒါသင်ခန်းစာယူတဲ့အနေနဲ့နှောက်ရှက်တဲ့ကောင်တွေမျိုးနှောက်ရှက်တယ်ဆိုရင် okay မင်းတို့နဲ့ဆိုင်လားအမျိုးသားကျိုးစီးပွားဆိုင်လားတိုင်းပြည်ဆိုင်လားအမျိုးသားကျိုးစီးပွားလားတိုင်းပြည်ကျိုးစီးပွားလားမင်းကျိုးစီးပွားလားဒါမျိုးသူကလာမှာအဲ့လိုမင်းကျိုးစီးပွားအတွက်မင်းထကန့်ကွက်ပြီးတော့မင်းမရလို့သူများတော့ဒုက္ခပေးတာမျိုးဆိုလို့ကတော့မင်းခံမင်းတော့ထောင်းအောင်တော့ဒီတဘောမျိုးအဲ့တော့သူလောရမယ်လို့ကတော့ရှေ့ဆက်သွားမယ်ဒီသဘောမျိုးပဲဘေးထိုင်ဘူးပြောမလုံးနဲ့ပေါ့ဗျာမင်းကကိုယ်တိုင်လည်းမလုံးနိုင်ကောင်းကောင်းလည်းမလုပ်တော့ဘေးထိုင်ဘူးပြောထားလို့အိမ်မင်းတောင်းနေသွားတော့အဲ့လုပ်ငန်းရှင်ပဲပဲအဲ့ကန့်ကွက်တဲ့သူသွားအဲ့ဒါမျိုးပဲအဲ့တော့အစိုးရစီမှာအဲ့လိုကန့်ကွက်တဲ့စာတွေတစ်ထပ်ကြီးရှိတာဟုတ်ဗျာတချို့စီမံကိန်းတစ်ဘာလုပ်မယ်ပေါ့အဲ့မှာသူမရလို့ဆိုကန့်ကွက်တဲ့ကောင်ကတဘုံကြီးအဲ့ဒါတွေကလည်းရှိတယ်ငါခင်ဗျအဲ့စီဝါရေးလောကထဲမှာအချင်းချင်းလည်းကျိုးတွေပတ်ချီပြီးတော့တယောက်တော့ကန်ချဖို့ကြိုးစားတာကြောက်တဲ့ကန်ချဖို့ကြိုးစားတာအကျိုးစီဝါတွင်သူရဖို့ငါရလို့ငါရမေးငါမရသူရသွားရင်မရအောင်အကောင်ကန်ချဆိုပြီးတော့လုပ်တာရှိတယ်အဲ့တော့ဒါကိုချိန်ဆစဉ်းစားပြီးတော့ပဲဒီစာကိုထုတ်တယ်လို့တော့လောလောဆယ်တော့ကျွန်တော်နားလည်ထားပါတယ်အဲဒါပေမဲ့ကျွန်တော်တို့မှလည်းဘာကိုစဉ်းစားနေရလဲဆိုတော့ तू ဘယ်အောင်ရည်ရွယ်လဲဆိုတော့သူ့ရဲ့သဘောတရားကအတွင်းကြကြအခြေအနေကိုမသိနိုင်သေးဘူးနိုင်တဲ့အတွက်ရာနှုန်းပြည်မထောက်ခံရသေးဘူးသို့တော့သူတို့ဒီကောင်းဖို့လုပ်တယ်လို့တော့ပြောရမလို့ဖြစ်တယ်ကောင်းဖို့လုပ်တယ်လို့ကောင်းဖို့လုပ်တယ်ရှေ့ကသင်ခန်းစာတွေကိုယူတယ်လို့ကျွန်တော်ခံမှန်းချင်တယ်ပေါ့နော်ရှေ့ကသင်ခန်းစာတွေရှေ့အမှားတွေဥပမာဆိုကြပါစို့မြစ်ဆုံစီမံကိန်းကိုဦးသိန်းစင်ကသူ့တရက်တည်းမှာရက်စေးဆိုတော့လုံးဝရပ်ပလိုက်ဒုံခွိုင်းဖုံခွိုင်းသွားကြောင်မီးစီမံကိန်းတွေဥမာဟိုစီမံကိန်းတွေလုပ်မယ်အဲ့ဒါတွေကုန်လို့ရက်သွားလက်စမီးမင်းလင်းမဲ့အရေးတွေပေါ့ဗျာအကုန်ရက်ဆိုရက်သွားအကုန်ရက်ကုန်တာအကုန်ရက်ပြီးတနိုင်ဒိုင်းပြီးတော့ဘာလဲဖျောင်းနေနေကိုင်းနေရမပေါ်ရောက်ဘူးမီးမလာတော့ဘာလုပ်လဲအစိုးရဆဲတယ်ကျွန်တော်တို့အခုရှိမှဖြစ်နေတာမီးမလာတော့အစိုးရဆိုအခုမကာဝတ်900ရဖို့ဒီမှာအခုလက်ရှိအခုလက်ရှိအစိုးရဖွဲ့အခုလုပ်နေပြီမကာဝတ်900တိရဖို့ရန်ကုန်မှာရဖို့လုပ်နေပြီအခု150မကာဝတ်စလဲပတ်တော့မယ်လေပြီပေါ့ဗျာစအောင်စမ်းတက်လဲပတ်နေပြီပြီးရင်150မကာဝတ်နောက်ထပ်200နောက်ထပ်ဟိုစုပေါင်းတိုတယ်မကာဝတ်900တိရဖို့တဲ့မနေ့ကဆိုဦးတင်အောင်ဆန်းပေါ့နော်သွားပြီးတော့သူလက်စစ်ကော်မရှင်ဥက္ကဋ္ဌဦးတင်အောင်ဆန်းနော်သူသွားပြီးတော့မှသွားကြည့်ပြီးတော့သူညွှန်ကြားချက်မှာ900မကာဝတ်ထိလုပ်ဖို့သူပြောနေပြီဆိုတော့ဒါဆိုရင်ဒါမီးလင်းမယ်ရန်ကုန်မီးကောင်းကောင်းလင်းသွားမယ်ရန်ကုန်ကပိုးတဲ့ရန်ကုန်ကတကယ်လို့သုံးဖို့မလိုတော့မီဒီယာမှာမန္တလေးနေပြီးတော့စိုက်ချက်ဒေသတီကိုပြန့်သွားမယ်ရန်ကုန်ကသုံးတဲ့အအားနဲ့တိုင်းပြည်သုံးကချိန်ပြီးတော့အဲ900ပေါင်းပြီးတော့မီးရပူပြီးရခိုင်တဲ့ပုံနဲ့ပူကောင်းမယ်ဒီသဘောပဲအဲ့တော့ဒါလျှက်စစ်မီးလို့ဟာမျိုးဆိုလေဒါအများဆုံးအသိသာဆုံးကိစ္စပဲကျွန်တော်တို့မီးမလင်းတော့အစိုးရကိုဆဲတယ်အဆဲလိုမီထောင်ကြကုန်နဲ့ပြူသွားလို့ပါတော့နော်မီးမလာလို့အစိုးရကိုဆဲတယ်အဆဲလိုမီပြူသွားထောင်ကြပါတယ်ပြူသွားအစိုးရပြူသွားထောင်ကြပါတယ်အဲ့တော့ပြူသွားဆဲတာမှားသလားမင်းပွင့်လင်းပြောရင်ဆဲတာကိုမှားတယ်လို့တော့မပြောချင်ဘူးဒါပေမဲ့ခက်တာပြဿနာသူဆဲတာသူအိမ်ထဲမှာဆဲရရင်ဆိုချင်ပြတက်ဆဲတော့ပြဿနာတက်ကုန်ရောမကျေနပ်တာလည်းကျွန်တော်နားလေတယ်ခံစားလို့ရတယ်ဒါပေမဲ့မရတာကိုသွားလောက်တာပြဿနာရှိတာအဲ့တော့ကျွန်တော်တို့လည်းဒီမီးနဲ့ပတ်သက်သိခံစားမှုရှိတယ်မကြိုက်ဘူးအဲ့တော့မီးမရလို့ဆိုတော့ဟိုစိတ်ဆိုးကြတယ်ဆဲကြတယ်ပေါ့နော်ချိုးတယ်အဲ့ဒါပေမဲ့မီးမရလို့ဆဲမယ်တစ်ဖက်မှာမီးဟိုအဖြစ်ဖို့တော့ကိုမီးလင်းဖို့ဘာလုပ်ရလဲဆိုတော့ခုမှအဖြေမရှာပေးကြဘူး solution မရှိဘူးအဖြေလည်းမပြောကြဘူးမီးလင်းကိုဘယ်လောက်ခက်ခဲလောက်ရလဲသူမသိဘူးမီးလင်းဖို့အတွက်ရှင်းပြရင်တော့ခင်ဗျားတို့ကစိတ်ထဲမှာထင်တာအင်းကခလုတ်ကလေးကိုဂလောက်ဆိုဒီခလုတ်ကလေးနှိမ့်လိုက်ရင်မီးလင်းသွားပြီဆိုပြီးစိတ်ထဲထင်နေတာအဲ့ခလုတ်ကလေးထိတ်လို့မီးလင်းသွားဖို့အတွက်ဟိုမှာဟိုတောင်ကျတောင်ကြားချောင်းကျချောင်းကြားချောင်းကျချောင်းကြားမြောင်းကျမြောင်းကြားမှာဟိုလက်နက်ကိုင်သဘုံတွေကြားထဲမှာတိုင်နေရအောင်ဆိုင်ခက်လောက်ရတာတွေကြတော့ခင်ဗျားတို့လိုက်စဉ်းစားမပေးကြဘူးကိုချင်းစာမပေးကြဘူးအဲ့လိုဖြစ်နေတာအဲ့တော့ပြီးတော့စီမံကိန်းတွေဟိုမှာရေရလက်စစ်ဆိုလဲရက်ကြောင်မီးဆိုလဲရက်no go no dan အဲ့တော့ no go no dan no electric ပဲတေတော့အမှာအဲ့တော့အဲ့ဒါကြောင့်ရှေ့မရောက်တဲ့ဟာတွေဖြစ်တော့အခုဒါတည်တဲ့ဆိုရကအေးနာမျိုးတော့ဖြစ်လို့မရဘူးကွာချတို့ကောင်းကောင်းလုပ်တာကွာအမင်းတစ်ချိန်မှာတို့ကိုရောက်လူတွေချင်းချင်းနားလဲသွားလိမ့်မယ်ဆိုတာမျိုးနဲ့သူတို့လုပ်မယ်လို့လုပ်တယ်ဒီစာထုတ်တယ်လုပ်တယ်လို့ကျွန်တော်တော့လုပ်မယ်လို့ကျွန်တော်မြင်တယ်ဒါကကျွန်တော်အမြင်ပေါ့သို့တော့ဒါကလည်းကျွန်တော်အခြားတစ်ဖက်ကမြင်ပေးတာအခြားတစ်ဖက်မှာလည်းကျွန်တော်စိုးရိမ်တာလည်းရှိသေးတယ်ပေါ့နော်စိုးရိမ်တာလည်းရှိတယ်အဲ့တော့ဟိုဘယ်လိုဆက်လာမလဲဆိုတာကျွန်တော်မသိဘူးပထမဆုံး process တစ်ခုကဘာနဲ့စမလဲဆိုတာမသိတဲ့အတွက်မပြောနိုင်ဘူးပေါ့နော်ဒီလိုရှိတယ်ဒါပေမဲ့ဒီစားတော့နည်းနည်းတော့စားတယ်စိတ်လည်းဝင်စားတယ်စားတာမှရိုးစားတာမဟုတ်စိတ်ဝင်စားတာအဲ့လိုနော်โอเคအဲ့တော့နောက်တစ်ခုကကျွန်တော်တို့ဒီအစိုးရကိုနှောက်ယှက်ပေးတဲ့ဖွဲ့စည်းမှာ Justice for Myanmar ကတော်တော်ဒုက္ခပေးတယ်ဗျာကျွန်တော်တို့ပြည်သူလူထုရဲ့နားတွေမျက်စိတွေကို Justice for Myanmar လိုက်ပိတ်တယ်ပေါ့ဟို Justice for Myanmar ကဘာလုပ်လိုက်လဲဆိုတော့ဒီ Amazon ပိုင် video platform ဖြစ်တဲ့ Twitch တို့နောက်တစ်ခါဒီအခြားသောဒီ line တွေပေါ့နော် Amazon ပိုင် video platform Twitch မှာတွားပြီးတော့အစိုးရရဲ့ mobile phone တွေပါတင်ထားတာရှိတယ်ရုပ်သံမြန်မာ MRTV ရုပ်သံ line အပါဝင် line 14 line ရဲ့တိုက်ရိုက်ထုတ်လွှင့်နေတဲ့ဒီ website ကနေတွင်နေတာဒီအကုန်လုံးပိတ်ခိုင်းလိုက်လို့အခု Amazon ကနေပြီးတော့အဲ့ကောင်ပိတ်ပလိုက်တယ်ပိတ်တော့အခု14 line ပိတ်သွားတယ်နော်တည့်ရတိုင်းပဲဒီကျွန်တော်တို့အရင်က website ဒီမှာတိုက်ရိုက်လိုက်လွှင့်တာကိုကြည့်နေရတယ်အခုကြည့်လို့မရတော့ဘူးဖြစ်သွားတယ်ပိတ်ပလိုက်တယ်အဲ့ဒါ Justice for Myanmar ကနေပြီးတော့ဒီတွားပြီးတော့တွားတိုင်တာပေါ့ဆိုတော့
justice for မြန်မာကတော်တော်တိုင်းမျိုးဒုက္ခတော်တော်ပေးတာပဲဗျတော်တော်ကိုဒုက္ခပေးတယ်ဒီတိုင်းမျိုးတော်ဒုက္ခပေးတယ်ကျွန်တော်တို့ဒီအဖွဲ့အစည်းကိုကြည့်ကိုမရတာဒီအုပ်စုကအုပ်စုတော်မရှိတဲ့မြန်မာတွေကိုခင်ဗျာတွေ့ရနေမှာဖမ်းထောင်းထည့်ထားမှာတကယ်ပေါ့လားကျွန်တော်အဲ့လိုပဲမြင်တယ်နောက်တစ်ခုကဒီကောင်တွေကတိုင်းပြည်ကိုဒုက္ခပေးဖို့ပဲလုပ်ကြတာပြီးတော့သူတို့တစ်ဖက်တည်းကနားတစ်ဖက်တည်းပဲမြန်မာပြည်ကိုထားတယ်မြန်မာပြည်သူလူထုကိုသူက BBC တို့ VOA တို့ RFA တို့ခေတ်သစ်မစ္စည်းမတို့ DVB တို့ AR တို့ကိုကြည့်ခိုင်းနေတာနားထောင်ခိုင်းနေတာဒီဘက်ကအစိုးရရဲ့ထုတ်ပြန်ချက်အစိုးရရဲ့ဟောကိုသူတို့မကြည့်စေချင်ပြောချင်တာနားတစ်ဖက်တည်းပါခိုင်းတာပြည်သူလူထုကိုတစ်ဖက်ပဲနားထောင်ကိုယ့်ဘက်တစ်ဖက်ကိုလုံးဝနားမထောင်နဲ့နားမထောင်ခိုင်းတာပြည်သူလူထုရဲ့နားတွေမျက်စိတွေကိုလိုက်ပြီးတော့ပိတ်ဖို့ကြိုးစားကြတာဆိုတော့ပြည်သူလူထုတွေနဲ့ကတော့စဉ်းစားကြဖို့လိုတာပေါ့ဗျာခင်ဗျားတို့နားတွေကိုတစ်ဖက်တည်းဖြစ်အောင်လိုက်ပိတ်နေတယ်ခင်ဗျားတို့နားကတစ်ဖက်တည်းပဲကြားမယ်ဆိုရင်သိကြတယ်ခင်ဗျားတို့နားဇုံကြားတာမဟုတ်ဇုံမကြားတဲ့နားငကန်းပဲငကန်းဖြစ်ကုန်လိမ့်မယ်အဲ့တော့ငကန်းမဖြစ်အောင်လို့ဒီလိုမျိုးပိတ်ပင်တာတွေကိစ္စတွေကိုနည်းနည်းပြည်သူလူထုကလည်းပြည်သူလူထုကလည်းနားလည်ဖို့ကြောက်ဖို့လိုမယ်လို့ကျွန်တော်ဒီတိုက်တွန်းချင်တယ်နော်ဒါ justice for မြန်မာကိစ္စနောက်တစ်ခုကတော့ဒီချင်းပြည်နယ်ပလောဝမှာချင်းတွေအပြင်မထွက်ရတော့ဘူးဆိုပြီးတော့ချင်း CDF ကနေပြီးပလောဝ CDF ကနေထုတ်ပြန်တယ်ဘာလို့ထုတ်ပြန်လဲဆိုတော့အပြင်မထွက်ခိုင်းတော့ဘူးဘာလို့ထုတ်ပြန်လဲဆိုတော့ဟွာတဲ့ဒီအခု AA ကအတင်းအသန်းလူစုနေတယ်ဘာလို့စစ်ပွဲမှာတေးတာကြည်တာများနေတဲ့ခါကျတော့ပလောဝမှာလူတွေတအားစုတော့ပလောဝထဲမှာနေတဲ့ချင်းတိုင်းရင်းသားတွေအခြားတိုင်းရင်းသားတွေအကုန်လုံးတဲမှပြင်မထွက်ရထွက်ခွင့်မရှိပြီးမှထွက်ခွင့်မရှိဆိုတော့ပြောအဲ့မှာလဲဘာဖြစ်နေလဲဆိုတော့ဒါလူတွေရဲ့ဒီကိုဒီဒေသမှာနေချင်းစိတ်ရှိလားမရှိလားမသိဘူးညာတို့ပြည်သူလူထုတယောက်ချင်းစီရဲ့လွတ်လပ်ခွင့်ကိုပိတ်ပင်နေပြီနော် AA နဲ့ AA ကသူတည်းရဲ့မပြောချင်တဲ့ခါကျတော့ချင်း CDF ကိုထုတ်ခိုင်းလိုက်တယ်ထုတ်ခိုင်းတော့ချင်း CDF ကလည်း AA ခိုင်းတာလုပ်တယ်လုပ်ပြီးတော့တယောက်မှမထွက်နဲ့ပလောဝမြို့နယ်တွေကပြည်သူတွေဆိုတော့ပလောဝမြို့နယ်တွေလူငယ်တွေကဗျာကိုတိုးတဲ့အတွက်ကြောင့်ရန်ကုန်လာခြင်းပဲမန္တလေးသွားခြင်းပဲဒါပေမဲ့မထွက်အောင်ပြပသွားခြင်းတော့မထွက်အောင်ဆိုပိတ်ထားတော့ပိတ်ပြီးဘာလုပ်မလဲဆိုတော့သူတို့အတွက်အသေးခံတိုက်ပြီးမထွက်နဲ့ဆိုတော့အဲ့တော့ပလောဝမြို့ကန်ပြည်သူတွေကဘောကတော့ဘာဖြစ်လဲဆိုတော့ AA ရဲ့ကျွန်ချင်း CDF ရဲ့ညွှန်ကြားချက်ကြောင့်အကုန်လုံးကဘာလဲဆိုတော့ကိုယ့်ရဲ့တူးချင်းလွတ်လပ်ခွင့်တွေဆုံးရှုံးပြီးတော့သူတို့အတွက်အသေး TDF တို့ AA တို့အတွက်အသေးခံပေးဖို့လူဖြစ်လာတယ်လို့ဖြစ်ကုန်ပြီလို့ကျွန်တော်တို့မြင်တယ်ဒါလေးတွေ့လို့ပြောရင်းနဲ့ဒီလိုတော့ပါပဲအားလုံးပဲကိုယ်သားရှိပါတိုက်ပြီးတော့စေနာမှန်ထားပါသစ္စာရှိပါကိုယ်နိုင်ငံသားချင်းအပြန်အလှန်တပ်ဖြတ်နေကြတာကိုလက်ခုပ်လောဝ TV ပြောနေတဲ့လူမိုက်လူရန်ကလူသက်အချမ်းဖက်အားပေးသမားခမားဖြစ်နေသလားဆိုတော့ပြန်လည်မင်းတို့ပါလို့ပြောရင်းနဲ့ဘုနိုင်ပါခင်ဗျားတို့မြန်မာတွေကမြန်မာပြည်တကယ်မချစ်ကြဘူးဗျကိုချိုးစီးပွားအတ္တအတွက်မြန်မာပြည်ချစ်တယ်လို့လိန်နေကြတဲ့လူလိန်တွေပုံများပါတယ်အဲ့ဒီထဲမှာခင်ဗျားမပါအောင်နေဖို့တိုက်တွန်းပါတယ်ကျွန်တော်လည်းမပါအောင်နေဖို့ကြိုးစားပါမယ်ဆိုတော့ကျွန်တော်ဒီနေ့ပထမဆုံးမဖြစ်ကမှာတော့ခင်ဗျားတို့ဒီတိုင်းနေကြမလားပြောင်းလဲကြမလားဒီမိကုန်းကတော့ခင်ဗျားတို့အတွေ့အကြုံမှာသိချဖြီးပါကျွန်တော်ဘာကြောင့်မေးလဲဆိုတော့ခင်ဗျားတို့သိပါတယ်ဒီတိုင်းနေကြမလားပြောင်းလဲကြမလားထပ်မိပါမယ်ဒီတိုင်းနေကြမလားပြောင်းလဲကြမလားခင်ဗျားတို့စဉ်းစားဖို့အချိန်တန်ပြီလို့ပဲပြောပြစီအချိန်ကဘယ်တော့မှမလိုတော့ပါဘူးစုစုအောင်တပတ်9ရက်ကြာပြီးရင်ခင်ဗျားတို့အပြောင်းလဲကိုစတင်ကြဖို့ခြေလှမ်းတွေစရမှာဖြစ်တယ်မပြောင်းလဲခြင်းတော့ဒီတိုင်းနေကြပါဗျာဒါပဲရှိရနော်အဲ့တော့ကဲကျွန်တော်ပုံမှန်ပြောနေကြတဲ့အတိုင်း The Statesman Journal ရဲ့အပတ်စဉ်65ထွက်ရှိလာပါပြီစနေနေ့တိုင်းကျွန်တော်တို့ရန်ကုန်နေပြည်တော်ကလူတွေရပြီဘယ်နှပတ်တုန်းလဲဆိုရင်နေမြို့တွေကရပြီပေါ့နော်နေမြို့ကြီးအသေးလေးတွေကိုရပြီဆိုတော့ပြောရင်တော့တနိုင်ငံလုံးမှာတော့ရသလောက်ဖြန့်ချိပါတယ်ဟို qualify အားပေးပြီးတော့ကျွန်တော်တို့ The Statesman Journal ရဲ့ရရှိရက်ဒီကျွန်တော်တို့ဒီသတင်းဌာနတစ်ခုလုံးရရှိရက်ဒီသတင်းဌာနရဲ့အနာဂတ်အတွက်ဒါတွေကကျွန်တော်တို့ရဲ့အသက်လိုပဲရေးပါပါတယ်နော်ဆိုတော့ဒါလေးတစ်ခုပေါ့အဲ့တော့ကျွန်တော်တို့ဒီမှာလဲခုနပြောတဲ့ခေါင်းစဉ်တိုင်းပါပဲဒီတိုင်းနေမလားပြောင်းလဲကြမလားဆိုတော့ကျွန်တော်တို့မေးထားပါတယ်ဒါကျွန်တော်တို့ဒီမှာဟိုလေးတော့ကျွန်တော်တို့ဖတ်လို့ရအောင်တော့ရေးထားပါတယ်နောက်တစ်ခုတော့ကျွန်တော်တို့ဒီမှာဒါတော့မနေ့ကစင်ကူကတက်ကပြန်ထိချုပ်ပြီးတော့မန္တလေးသပိတ်ချင်းလမ်းပေါက်တော့မယ့်အခြေအနေလေးကိုကျွန်တော်ကြည့်ထားပါတယ်ဒါကတော့ဒီကျွန်တော်မော်လမြိုင်ချောင်းစုံဘက်ကိုရောက်တဲ့အချိန်မှာမုံဝင်းချုပ်ကဂရီပေးတဲ့ဒီသူ့ဒေသခံတွေကိုဂရီပေးသွားတဲ့သူမီလင်းအောင်လုပ်မယ်အဲ့တော့အဲ့တို့ကတော့အကုန်လုံးပြင်ဆင်ပြီးပြီမီလင်းစေရမယ်စိတ်ချဒါကိုသူပြောသွားတဲ့ဟာလေးဒါလေးကိုတော့ကျွန်တော်တို့ဒီမှာထိတ်မှတင်ထားပြီးပါတယ်နောက်တစ်ခုကတော့ဒီကျွန်တော်သိရတဲ့အတိုင်းဒါတော့ဒီ online scam နဲ့ပတ်သက်တာပေါ့ online scam နဲ့ပတ်သက် no mercy ပဲ no mercy for cyber crime เนาะရှင်းပြပါ no mercy for cyber crime ဒါကတော့ကာဘာ story ရဲ့တစ်ခုပေါ့နော်ဒါကျွန်တော်တို့ရဲ့ဒီဟိုဟာတွေပေါ့တပတ်တာသတင်းနေရတယ်ပြီးတော့အထက်မှာလည်းတစ်ခုချင်းတစ်ပုံချင်းစီမှာစိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာပေါင်းများစွာကျွန်တော်တို့အများကြီးဖော်ပြထားတာရှိပါတယ်အဲ့တော့ဟို verify ရှုပြီးတော့ပုံမှန် PDF file တွေဆိုရင်တော့ verify ရှုအားပေးလို့ရပါပြီ6လသာဖြစ်ဖြစ်တစ်နှစ်သာဖြစ်ဖြစ် verify ရှုအားပေးပြီးတော့ကျွန်တော်တို့ရရှိခီးဆက်လို့ရအောင်တော့ဖတ်လို့ရတာပေါ့နော်အပတ်စဉ်65ဆိုတာဟုတ်လားပြောရင်တစ်နှစ်ကို52ပတ်ရှိပါတယ်ပတ်စဉ်65ဆိုတာ2နှစ်ပြည့်ဖို့နည်းနည်းပဲလိုပါတော့တယ်ပြောရတော့ကျွန်တော်တို့ဒီ The Statesman Journal လည်းလဲပတ်လာတာ2နှစ်ပြည့်ပါတော့မယ်2နှစ်ပြည့်လူညီပါအထိဝိုင်းဝန်းပြီးတော့အားပေးကူညီကြတဲ့သူတွေအားလုံး
တူချင်းတယောက်ချင်းစီတိုင်းကျေးဇူးထူးတင်ပါတယ်တကယ်ပဲတခြားဆရာလက်အားလူအားတကယ်ဝိုင်းဝန်းပြီးတော့အကြံဉာဏ်ပေးကြတဲ့သူတွေလည်းကျေးဇူးထူးတင်ပါတယ်ဟိုအားပေးဖို့အချိန်မရသေးတာမအားသေးတာတို့အားပေးဖို့အချိန်လစ်လက်နေသေးတာဆိုလို့ရှိရင်လည်းရပါတယ်ကျွန်တော်တို့သတိရတဲ့အချိန်မှာလှမ်းပြီးအားပေးလို့ရပါတယ်ဒါလေးကြုံကြလို့ထည့်ပြတော့ဖြစ်ပါတယ်ကြတော့ကျွန်တော်ဒီနေ့ပထမဆုံးအကြောင်းကတော့ကျွန်တော်တို့ဒီရွေးကောက်ပွဲကိစ္စပဲစကြပါစို့ခင်ဗျားတို့ဒီတိုင်းနေကြမလားဒီတိုင်းနေကြမလားခင်ဗျားတို့ဒီတိုင်းနေကြမလားပြောင်းလဲကြမလားကျွန်တော်တို့ကနိုင်ငံတကာနိုင်ငံရဲ့ကံကြမ္မာကိုပြောင်းလဲခြင်းမှာထားပါတော့ကျွန်တော်တို့ဒီပိုင်းညာခဏနိုင်ငံတကာနိုင်ငံတိုးတက်ရေးဖွံ့ဖြိုးတိုးတက်ရေးနဲ့တည်ငြိမ်ရေးချမ်းရေးကိုသွားတဲ့လမ်းကြောင်းကနှစ်ကြောင်းမှရှိတယ်ဘာလဲဆိုတော့နိုင်ငံရေးနည်းလမ်းနဲ့ရွေးကောက်ပွဲတွေသွားတဲ့လမ်းကြောင်းနဲ့စီးရေးနည်းလမ်းနဲ့သွားတဲ့နည်းလမ်းအဲ့တော့စီးရေးနည်းလမ်းကအဖြေမထွက်ဘူးဆိုတော့ခင်ဗျားတို့9နှစ်အတွင်းမှာအဖြေထွက်ပြီသိသွားပါပြီစီးရေးနည်းလမ်းအဖြေမထွက်ဘူးဆိုတာကိုအခုလက်ရှိလှုပ်ရှားနေတဲ့သူတွေ9နှစ်အတွင်းမှာသူတို့အဖြေသူတို့ကိုယ်တိုင်သဘောပေါက်သွားကြပါပြီတစ်ချိန်တည်းမှာပဲသူတို့ထက်ပိုပြီးစောပြီးတော့ဘိုးအေတွေဖြစ်တဲ့ KNU တို့နော် KIA တို့ဟိုဘက်ကဒီ RCSS တို့နော်ဟိုချင်းအဖွဲ့တွေအကုန်လုံးနော်ဟိုရှမ်းမြောက်ကကောင်တွေအကုန်လုံးသူတို့လည်းတိုက်လာတာနှစ်ကိုမနေ့တော့ဗာလဲအမျိုးသားနေပေါင်းသူတို့ရဲ့နေပေါင်းများစွာလှုပ်လာတာလဲနှစ်ကိုမနေ့တော့ KNU ဆိုရင်နှစ်ပေါင်း80ကျော်ပြီ85နှစ်ကျော်ပြီ KNU ဆိုရင်ကဲခင်ဗျားတို့တို့ကြည့်စည်ရင်းနီးနဲ့တိုင်းပြည်ရဲ့ကံကြမ္မာကိုအဖြေရှာတာမှန်သလားမှားသလားဆိုတာကိုအုံနောက်ရှိတဲ့လူကသိတယ်ဉာဏ်ရှိတဲ့လူကသိတယ်ဉာဏ်ပညာမြင့်တဲ့လူကသိတယ်နှလုံးသားနှလုံးရည်မြင့်တဲ့လူကသိတယ်နလဘိန်းတုံးတွေရတာမသိတာနလဘိန်းတုံးတွေရတာလူမိုက်လူရန်ကားစိတ်ရှိတဲ့နလဘိန်းတုံးတွေရတာလေစည်ရင်းနီးနဲ့အဖြေရှာလို့မရဘူးဆိုတာကိုသိတာနော်အဲ့တော့လူမိုက်လူရန်ကားနလဘိန်းတုံးတွေကတာလေစည်ရင်းနီးကိုပဲရွေးချယ်ကြတာကျွန်တော်တို့နိုင်ငံရဲ့ကံကြမ္မာပြောင်းလဲရနိုင်ငံရေးနည်းနဲ့ပဲပြောင်းလဲရတာဖြစ်တယ်နိုင်ငံရေးနည်းနဲ့ပဲပြောင်းလဲနိုင်ငံရေးနည်းရဲ့နီးမှာဘာလဲဆိုတော့အပေးယူညှိနှိုင်းတိုင်ပင်ခြင်းရွေးကောက်ပွဲကိုတွားခြင်းဒါပဲရှိတယ်အဲ့ဒါကြောင့်ကျွန်တော်တို့ကတိုင်းပြည်ကံကြမ္မာကိုပြောင်းလဲလုပ်ချင်တယ်ခင်ဗျားတို့တိုင်းပြည်ကိုတိုးတက်ကောင်းမှုစေချင်တယ်တည်ငြိမ်အေးချမ်းစေချင်တယ်ပြီးတော့ဒီမိုကရေစီအစိုးရမျိုးလိုချင်တယ်ကိုယ့်ကိုလူလိုအုပ်ချုပ်တာမြင်ချင်တယ်ကြားချင်တယ်ကိုယ့်ရဲ့ပြောဆိုမှုအတန်တွေကိုကြဲလောင်ထွက်ချင်တယ်ဒါဆိုရင်တေချာတာကတော့ရွေးကောက်ပွဲတွေပဲထွက်ရမှာဖြစ်တယ်အဲ့တော့ဒီမိုကရေစီရွေးကောက်ပွဲနဲ့ကျွန်တော်တို့ထွက်မှာရမယ်နော်အဲ့တော့ဒီမိုကရေစီရွေးကောက်ပွဲထွက်ရဆိုတဲ့နေရာမှာဒါမှစိတ်အုပ်ချုပ်ရေးအောက်မှာတစ်သလုံးမနေရမှာဖြစ်တယ်အဲ့တော့ဒီတိုင်းနေမလားဆိုတာကရှင်းပါတယ်လက်ရှိစစ်တပ်အုပ်ချုပ်နေတာကိုတစ်သလုံးဒီတိုင်းနေမှာလားနေချင်ကြလို့လားခင်ဗျားတို့စစ်တပ်အုပ်ချုပ်တော့တစ်သလုံးနေချင်ကြတာလားဒါယူလေးမေးတာကျွန်တော်ကတော့ပုံမှန်လင်းပြောပါမယ်ဒီမိုကရေစီရွေးကောက်ပွဲနဲ့တက်လာတဲ့အစိုးရတွေအုပ်ချုပ်ထားကိုပဲကျွန်တော်တို့လက်ခံပါမယ်အဲ့ဒါကြောင့်မို့ကျွန်တော်ရွေးကောက်ပွဲကိုကြိုးစိုးကံလမ်းအမြဲတမ်းကြိုးစိုးပါတယ်အစင်သင့်ဖြစ်နေပါတယ်အဲ့တော့ခင်ဗျားတို့ဒီတိုင်းနေကြမလို့လားအခုလက်ရှိအုပ်ချုပ်နေတာဘယ်သူလဲတမတော်အစိုးရခင်ဗျားတို့ဒီတိုင်းနေကြမလို့လားအဲ့တော့ကျွန်တော်တို့ဗာလဲပြောင်းလဲကြမလားဘာကိုပြောင်းလဲမှာလဲဆိုတော့ရွေးကောက်ပွဲနဲ့တက်လာမယ့်အစိုးရတည်းကိုပေါ်ပေါက်လာအောင်ပြောင်းလဲကြမှာလားခင်ဗျားတို့ကြိုက်တယ်ရွေးပါအဲ့ဒါပထမဆုံးမေးခွန်းဖြစ်တယ်ဘာလို့ကျွန်တော်ဒီပြောလဲဆိုတော့ကျွန်တော်တို့ဒီနေ့ရွေးကောက်ပွဲမှာအမျိုးသမီးတွေပါဝင်လာမှုကိုယ်စားလှယ်လောင်းဖြစ်တဲ့မျိုးသမီးပါဝင်လာမှုအင်အားတော်တော်များပါတယ်အရင်နှစ်တွေတက်များတယ်2010ရွေးကောက်ပွဲ2015ရွေးကောက်ပွဲနဲ့2020ရွေးကောက်ပွဲ3ချိန်စလုံးထက်အမျိုးသမီးအင်အားပိုပြီးတော့များပါတယ်ဒီတစ်ခေါက်ကထူးခြားစွာဖြစ်လာတာတွေ့ရတယ်ဆိုတော့ဒါကကောင်းတဲ့လက္ခဏာပဲတိုင်းပြည်တစ်ပြည်ကကြမှာလည်းအမျိုးသမီးတွေရဲ့လက်ထက်မှာပေါ်လာပြီဆိုတဲ့အဓိပ္ပာယ်ပြီးတော့ကျွန်တော်တို့အိမ်တိန်ရဲ့ကြော်ယိုဝင်ယိုးတစ်ခုဖြစ်နေထိန်းချောင်းထားတာအမျိုးသမီးတွေကျွန်တော်တို့မျိုးသားတွေဖြစ်တဲ့အိမ်တော်ဦးစီးဖြစ်တဲ့ဖခင်တွေကဘာတွေမှမဟုတ်ဘူးပွင့်လင်းပြောရရင်တော့ကျွန်တော်တို့တွေကဘာလဲဆိုတော့တိုက်စစ်မှုတွေလည်းပဲရှေ့ကတိုက်နေတာပဲကျွန်တော်တို့တိုင်းတိုက်နေတာပဲဒါကိုယ်ခံစီကြီးတဖုံတိုင်းပေါက်မှာတော့ကျွန်တော်တို့စိုးရိမ်ကြတယ်အဲ့တော့ကိုယ်ခံစီကြီးကလုံလားမလုံလားဆိုတာအမျိုးသမီးတွေနဲ့တိုင်းတာပါတယ်အဲ့တော့ရှင်းပြောရရင်တော့အမျိုးသမီးတွေကရည်ကြည့်ပါတယ်အဲ့တော့အခုအမျိုးသမီးတွေရဲ့အခန်းကဏ္ဍတော်တော်ကိုကြည်ကြဲပြန့်ဖြစ်လာတယ်လို့ပြောလို့ရတယ်လွတ်တော်ကိုယ်စားလှယ်လောင်း9000လောက်ပြိုင်တဲ့အထက်မှာအမျိုးသမီးလွတ်တော်ကိုယ်စားလှယ်လောင်း1100ကျော်ပါတယ်ဒါဟာ9ပုံ1ပုံလို့ခေါ်တယ်9ပုံ1ပုံရခင်တော့6ပုံ1ပုံ9ပုံ1ပုံလောက်ဖြစ်မယ်အခု9ပုံ1ပုံလောက်ဖြစ်လာတယ်နောင်များမှာပို့ပြီးတော့9ပုံ2ပုံလို့ဖြစ်လာနိုင်တယ်ဘာလို့လဲဆိုကျွန်တော်တိုင်းပြည်ရဲ့အနေထားရမျိုးသမီးအင်အားလည်းများတယ်မျိုးသမီးတူကလည်းကြောက်စရာကြီးနောက်ပြီးတော့ဟိုအပိုကြီးပေါ့ sorry အပိုကြီးမဟုတ်ဘူးအပြိုကြီးတူကလည်းများတဲ့အခါကျတော့အဲ့ဒီမှာမျိုးသမီးအင်အားကလည်းငကိုတွေကများပြီးသားဖြစ်တဲ့အတွက်သိကြတယ်ကျွန်တော်တို့ဟိုဟာဘာလဲပြောမလဲဒီလာမဲ့အခုရွေးကောက်ပွဲပြီးနောက်လာမယ့်ရွေးကောက်ပွဲတွေမှာအခု9ပုံ1ပုံမျိုးသမီးအင်အား9ပုံ1ပုံနေနောက်4ပုံ1ပုံလို့3ပုံ1ပုံလို့အထိဖြစ်လာနိုင်တယ်ဒါကျွန်တော်တို့တွက်ကြည့်တာပေါ့နော်အဲ့တော့ဒါ9ပုံ1ပုံ sorry 9ပုံ1ပုံနေပြီးတော့မှားသွားလို့ sorry 9ပုံ1ပုံနဲ့9ပုံ2ပုံလို့9ပုံ3ပုံလို့ဒါမှမဟုတ်လဲ9ပုံ2ပုံလောက်နဲ့ဖြစ်လာနိုင်တယ်ဘာကြောင့်လဲဆိုတော့အမျိုးသမီးအင်အားတိုးတက်လာတာရှိတယ်ဒါကြောင့်အမျိုးသားရေးသာနည်းနည်းလေးနည်းလာတာပေါ့နော်ဆိုတော့အမျိုးသမီးအင်အား1182ဦးအထိဒီရွေးကောက်ပွဲမှာပါဝင်လာတယ်လို့ကျွန်တော်တို့သိရတယ်ကိုယ်စားလောင်းတွေဆိုတော့ဒါဟာအားကောင်းတယ်လို့ခေါ်ပါတယ်ကျွန်တော်တို့အိမ်မှာမိခင်တွေရှိတယ်အမတွေရှိတယ်နှမတွေရှိတယ်သူတို့တွေကလည်းကျွန်တော်တို့ကိုထိန်းချောင်းတယ်ကျွန်တော်တို့ခင်ဗျားတို့ကျွန်တော်အမျိုးသားတွေကိုသူတို့ထိန်းချောင်းပေးတယ်
တိုင်းပြည်ကိုလည်းသူတို့ထိန်းချောင်းပေးတဲ့ထဲမှာပါလာလိမ့်မယ်တချို့ကပြောလိမ့်မယ်အမျိုးသမီးတွေများတဲ့စကားတွေများလိမ့်မယ်လို့ပြောမယ်မှန်ပါတယ်အမျိုးသမီးဆိုတဲ့တဘာဝကိုတဲ့ဆက်စုတယ်စကားများတယ်သူတို့အရင်ပြောရရှိပြီးသူတို့ပြောချင်ပြီဆိုရင်ပြောပြီသူတို့တမိုးထားတဲ့အရာပေါ်မှာသူတို့အမြဲတမ်းအာရုံစူးစိုက်ပြီးလုပ်လို့ရှိတယ်ဒါကြောင့်သူတို့ရဲ့အရေးချင်းကိုကောင်းတဲ့ဘက်မှာအသုံးချလို့ရပါတယ်ဒါကြောင့်ကောင်းတဲ့ဘက်မှာအသုံးချပါသူတို့ရဲ့ဒီအရေးချင်းတွေကိုကောင်းတဲ့ဘက်မှာအသုံးချရတယ်တိုင်းပြည်ကောင်းသောဘက်တွေကိုရောက်ဖို့အသုံးချဖို့ကျွန်တော်တို့ကအမြဲတမ်းကျွန်တော်တို့နဲ့အတူတွဲလမ်းလျှောက်ဖို့ပဲပြင်ရမှာဖြစ်တယ်အဲ့တော့ကျွန်တော်တို့ကအမျိုးသမီးအင်အား1100ကျော်ပါဝင်လာတာဝမ်းသာပါတယ်ပြီးခဲ့တဲ့ရွေးကောက်ပွဲတွေဒုံးကဆိုရင်အမျိုးသမီးအင်အားကနည်းပါတယ်1000မကျော်ခဲ့ပါဘူးတစ်ခါမှမကျော်ခဲ့ပါဘူးအခုတော့1000ကျော်တော့ပါတယ်ဒါဘာပြောကောင်းတယ်အဲ့တော့ UEC ရဲ့ထုတ်ပြန်ချက်မရအမျိုးသမီးကိုယ်စားလှယ်လောင်းပါဝင်မှုအမျိုးသားလူငယ်ကိုယ်စားလှယ်လောင်းတွေလည်းအများပြားဒီနှစ်ပေါ်ပေါက်လာပါတယ်အများပဲပေါ်လာပါတယ်အင်အားအရေအတွက်ကလူငယ်ကိုယ်စားလှယ်လောင်းကအနည်းဆုံးလူငယ်ပေါ့နော်လူငယ်ဆိုတဲ့နေရာမှာ35အောက်တွေပြောတာပါ35အကျော်သွားတဲ့လူတွေမပြောပါဘူး40ထားပါတော့လူလာပိုင်းနေထိပြောမယ်40နဲ့18က40အတွင်းမှာ18နှစ်တော့မပါပါဘူးဒါပေမဲ့25နဲ့40အတွင်းလူငယ်ပါဝင်မှုအချိုးအစားကလည်းပြောရရင်တော့ရှစ်ပုံတစ်ပုံလောက်တော့ရှိပါတယ်ရှစ်ပုံတစ်ပုံလောက်ရှိပါတယ်နော်ရှစ်ပုံတစ်ပုံ9ပုံတစ်ပုံရှစ်ပုံတစ်ပုံလောက်ရှိပါတယ်အဲ့တော့ဥယျာလည်းလူ900ထက်မနည်းရှိနေတယ်လို့ပြောလို့ရတယ်900ကျော်600လောက်ရှိနေတယ်လို့ပြောလို့ရတယ်ကိုယ်စားလှယ်လောင်းတွေပေါ့နော်လူလက်ပိုင်းတွေလူငယ်တွေနဲ့ပေါ့နော်ဆိုတော့အဲ့အဲ့မှာ50နဲ့60 80 50 60 80 50အထက်တွေကတော့ပုံများပါတယ်50အထက်တွေပုံများပါတယ်50အောက်တွေပြောမယ်ဆိုရင်တော့ဟိုအမျိုးသမီးအင်အားထုလောက်ပြန်ပါပါတယ်50အောက်ဆိုရင်တော့ဆိုတော့ဘာပဲပြောကျွန်တော်တို့နိုင်ငံရေးကံကြမ္မာအတွက်အပြောင်းလဲအတွက်ကျွန်တော်တို့လိုချင်တဲ့အပြောင်းလဲတွေရဖို့အတွက်ရွေးကောက်ပွဲတွေနဲ့ဖြတ်သန်းအောင်ဖြစ်တော့ဒီအမျိုးသမီးအင်အားပါဝင်လာတာလည်းကျွန်တော်တို့အတွက်ကောင်းတဲ့လက္ခဏာလို့ပြောလို့ရတယ်ပေါ့နော်ပြောလို့ရတယ်အဲ့တော့ဟိုမဲကတော့ခင်ဗျားတို့စီပီတဲ့လူကြိုက်တဲ့လူပေးပါခင်ဗျားတို့ဒေတာဖွံ့ဖြိုးတိုးတက်ရေးကိုအကျိုးပြုမဲ့လူပေးပါကြိုက်တဲ့လူပေးပါဒါပေမဲ့ကိုရွေးချယ်လိုက်တဲ့ကိုယ်စားလှယ်လောင်းကိုတော့သေးသေးချာချာကြည့်ပါနော်ခင်ဗျားတို့မဲမထည့်ခင်မှာအဲ့ဒီကိုယ်စားလှယ်လောင်းရဲ့ကိုကျင့်စာရိတ္တလှုပ်ဆောင်နိုင်စွမ်းအနေထားအလားအလာဖြစ်တန်စွမ်းတွေကိုတေချာလေ့လာပါဒီနေရာမှာခင်ဗျားတို့ပါတီမဆွဲပါနဲ့ပါတီဆွဲမနေနဲ့ပွင့်လည်းပြောတာကိုယ်စားလှယ်လောင်းတေချာကြည့်ကိုပေးမဲ့ကိုယ်စားလှယ်တေချာကြည့်ဒီကိုယ်စားလှယ်လောင်း9မြို့နယ်မှာတေချာလှုပ်နိုင်လားတေချာလား9မြို့နယ်ကိုဒီကိုယ်စားလှယ်လောင်းဆိုရင်9မြို့နယ်ကိုလှုပ်ပေးနိုင်လားပြီးတော့ဒီကိုယ်စားလှယ်လောင်းရဲ့လှုပ်နိုင်စွမ်းကဘယ်လောက်ထိမြင့်လဲဒီကိုယ်စားလှယ်လောင်းကငါတို့မြို့ကိုတကယ်ပဲဥဆောင်ပေးနေတယ်လို့ဖြစ်နိုင်လားတေချာစဉ်းစားရွေးချယ်ပါတေချာရွေးပြီးတော့မဲထည့်လိုက်ပါဒါရှင်းလေးပဲမဲသွားထည့်တာအကောင်းဆုံးပဲဒါမှသာလေကျွန်တော်တို့ကိုမြို့ကိုရွာကိုဒေသကိုဖွံ့ဖြိုးတိုးတက်အောင်လုပ်ပေးနိုင်မယ့်ကိုယ်စားလှယ်လောင်းတွေရမှာဖြစ်တယ်အဲ့တော့ဟိုကိုယ်စားလှယ်လောင်းတဝက်ရဲ့အရေးချင်းဆိုတာရေးကြည့်ပါတယ်ဘာမှမသိတဲ့ပေါက်လော့ပဲစားပြောချင်ရပြောအမုန်းတရားအာဃာတကြီးတဲ့ကိုယ်စားလှယ်လောင်းတွေကိုခင်ဗျားတို့မဲသွားပေးမိအဲ့ကိုယ်စားလှယ်လောင်းတွေလွတ်တော်ရောက်သွားရင်ဘာတွေပြောမလဲဆိုတော့အမုန်းစကားတွေပဲတော့ပြောနေပါလိမ့်မယ်အမုန်းစကားတွေတော့ပြောမယ်အမုန်းတရားတွေတော့ပြောမယ်လွတ်တော်ထဲမှာသွားပြီးတော့အစင်တမ်းမမီတဲ့စကားတွေပြောရလိမ့်မယ်ပေးမီတော့မမီစကားတွေပြောရလိမ့်မယ်အဲ့ခါကျရင်ခင်ဗျားတို့အဲ့တော့မှခင်ဗျားတို့နောင်တရကြပါလိမ့်မယ်နောင်တရတာနောက်မကြောက်အောင်လို့တေချာစဉ်းစားပါဒီကိုယ်စားလှယ်လောင်းရဲ့နောက်ခံ background ရဆိုရင်ဇင်းမြစ်ပြီးဒီကိုယ်စားလှယ်လောင်းဟာတကယ်တမ်းသူရောက်သွားရင်လွတ်တော်ထဲရောက်သွားရင်သူ့ရဲ့လုံနိုင်စွမ်း power နဲ့အင်အားနဲ့သူ့ရဲ့အစုအဖွဲ့နဲ့တကယ်ကိုအပြောင်းလဲကိုဖော်ပြနိုင်မလားဒါကိုကျွန်တော်တို့တခြားတွက်ချက်ပြီးမေးပေးကြပါဒါကတော့ကျွန်တော်ပုံမှန်လင်းလင်းပဲပြည်သူလူထုပြောပါတယ်အဲ့တော့ပေါလို့ပဲစားကိုယ်စားလှယ်တွေကိုတော့မရွေးချယ်မိစေဘူးအရေးကြီးတယ်ဒါပုံမှန်လင်းပြောတာပါဒါကိုယ်စားလှယ်တွေထဲမှာတချို့ဗရီဗရာတွေပေါ်တော့ရှောက်လို့တဲ့ကိုယ်စားလှယ်တွေအများကြီးလေကျွန်တော်တွေ့ရပါတယ်အများအပြားတွေ့ရပါတယ်ဘာတွေလို့နေမသိတဲ့ကိုယ်စားလှယ်တွေ့ရပါတယ်ပြီးတော့တခါမှလည်းမမြင်ဘူးတဲ့ကိုယ်စားလှယ်တွေ့ပါတယ်ကျွန်တော်မဲဆွယ်ပွဲတွေမဲဆွယ်ပွဲမွန်ပြည်နယ်ပဲသွားကြည့်တဲ့ခါမှာမဲဆွယ်တချို့မဲမဆွယ်နိုင်တဲ့ကိုယ်စားလှယ်လောင်းတွေအများကြီးတွေ့တယ်နံပါတ်မှုကြောင့်လည်းဖြစ်နိုင်သလိုဘာလဲစိတ်သက်ခွန်အားနေမှုကြောင့်လည်းဖြစ်နိုင်တယ်ဘာကြောင့်မှတော့ကျွန်တော်တို့မသိနိုင်ဘူးသို့တော့မဲဆွယ်ပွဲတွေမှာတချို့မဲဆွယ်ပွဲကြီးမှမလုပ်နိုင်ဘူးအဲ့မှာပြောရင်တော့ပြည်ခိုင်ဖို့တစ်ခုလောက်ပဲကြီးမှလုပ်နိုင်တယ်နောက်ဥက္ကိုကြီးပါတီနည်းနည်းလုပ်နိုင်တယ်ဒေါ်သက်ခိုင်ပါတီနည်းနည်းလုပ်နိုင်တယ်ကျန်တဲ့ပါတီတော်တော်များနည်းနည်းလေးလောက်ရကိုင်းတော့သူတို့မှလည်းအကန့်အသတ်ရှိနေပုံရပါတယ်သူတို့မှလည်းအဲ့တော့ဘာဖြစ်ဘလို့ဖြစ်ကျတော့ပြည်သူလူထုအနေနဲ့ကတော့တေချာကြည့်ပြီးတော့လူတွေဘယ်သူ့ကိုမဆိုမဲထည့်ပါတေချာလေးစဉ်းစားပါနော်ဒါတော့ကျွန်တော်ပေါ့ရင်ပြောလို့တဲ့စကားနော်ပြီးတော့ရုပ်ောက်ပွဲအမျိုးသမီးကိုယ်စားလောင်းအင်အား1800ကျော်1100ကျော် sorry 1100ကျော်ပါဝင်လာတာကိုကျွန်တော်တို့ဝမ်းမြောက်ဝမ်းသာရှိလာပါတယ်လို့ပဲကျွန်တော်တို့အရင်ဆုံးပြောချင်တယ်တစ်ချိန်တည်းမှာပဲကျွန်တော်ဒီပြည်သူ့ပါတီကဦးလွင်မြင့်ပေါ့နော်ဦးလွင်မြင့်နဲ့ပတ်သက်တဲ့သတင်းကလည်းဒါဒီနေ့ထည့်ပြောမှာဖြစ်တယ်ပေါ့နော်ဆိုတော့ဦးလွင်မြင့်ကဘာလုပ်ခဲ့လဲဘာကြီးလုပ်လဲဆိုတော့မေးခွန်းပေါ့နော်ကျွန်တော်တို့လည်းဒါကိုပြောရတာနည်းနည်းတော့ဟိုပွင့်လည်းပြောရင်တော့သူတို့လည်းကျွန်တော်တို့ပြန်ကြောက်ရတယ်ဘာလို့ကြောက်ရလဲဆိုတော့မနိုင်နိုင်ရမဲမှာဆိုလို့မနိုင်နိုင်ရမဲပြီးတော့သိမလားကျွန်တော်တို့ပြဿနာပြန်ရှာခံနေရမှာဆိုလို့ပွင့်လည်းပြောတာဘာလို့ဆိုကျွန်တော်တို့ကအခုချိန်မှာကိုယ်စားလောင်းတွေကိုထိတောင်မထိရဘူးပြောတော့မပြောရဘူးကြောက်နေရတဲ့ဘောရောက်တာဘာလို့ကိုယ်စားလောင်းတွေကပြီးရင်ဘာဖြစ်လဲဆိုတော့သူတို့မပြောရတဲ့သူကမပြောဘူးပြီးလည်းပြီးတော့ကျွန်တော်တို့ပြန်ပတ်လှည့်ပြီးတော့ဒါရွေးကောက်ပွဲကျွန်တော်တို့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးကျွန်တော်တို့ဒါတက်တက်ကိုဝက်ပြောင်းလုပ်တာနောက်ရှစ်ပေးတာဘာညာဆိုရထလုံနေတက်မဲ့တခါကိုကနေတိုင်းနေအမှုကပတ်အောင်မယ်နော်အဲ့တော့ကျွန်တော်တက်နေတယ်လို့ကိုယ်စားလောင်းတွေပတ်သက်ရင်တိတ်ပြီးတော့ကြီးကြီးမွေးပန်းရဲဘူးနော်အဲ့တော့အစိုးရကိုတိတ်မကြောက်အောင်သူတို့ဘူးကြောက်နေတယ်
အခုခင်းချင်းအဲ့လိုဖြစ်နေတယ်နော်အဲ့တော့ဥလွင်မြင့်ကိုယ်စလောင်းဥလွင်မြင့်ကအခုဘာဖြစ်လဲဆိုတော့သူဖြစ်တဲ့အတိုင်းပဲပြပြမယ်နော်ဥလွင်မြင့်ကတဲ့ရွေးကောက်ပွဲနည်းဥပဒေပုံမှန်58ခန်းငယ်နဲ့အမှုဖွင့်ခံရပြီတဲ့ဥလွင်မြင့်ဘာလို့ဆိုတော့သူကဒီရွေးကောက်ပွဲကိုယ်ဝင်မဲ့ကိုယ်လောင်းတယောက်ဖြစ်ပါလျက်နဲ့ပေါ့ဗျာဖြစ်တယ်ပါလေနဲ့သူကဘာလုပ်တာလဲဆိုတော့ခင်ဗျားတို့အားလုံးလဲဟိုသိချလိမ့်မယ်ပေါ့နော်သူကဒီသူတို့ပါတီအနေနဲ့ပေါ့သူတို့ပါတီဆိုတာဒီမိုကရေစီရေးတော့မှာပါဝင်ခဲ့တဲ့ចောင်းသားလူတွေစူးစိုက်ပါတီဖြစ်တယ်။ဘာညာပေါ့ဗျာအဲ့လိုပြောတယ်ပြီးတော့သူတို့ကအခက်ဆက်နော်တော်လန်ရေးကိုစဉ်းစားလို့လည်းပါတီတစ်ခုဖြစ်တယ်ပေါ့ဆိုပြီးပြောတယ်ပြီးတော့သူ့မိသားစုကလည်းခက်ဆက်တော်လန်ရေးကိုလှုပ်လာခဲ့တာဖြစ်တယ်။ဟာသူ့သားကနောက်ဆုံးသူ့သားကလည်းလက်ရှိခင်မှာပေါ့ဒီ21ရေးခင်မှာတော်လန်ရေးလှုပ်လာခဲ့တဲ့ကောင်ဒါအတွက်သူတို့မိသားစုကအဲ့လိုလှုပ်တဲ့အတွက်ခက်ဆက်လို့တဲ့သူဂုံယူတယ်ပေါ့ဒါပေါ့ဆိုတော့အဲ့လိုမျိုးတွေပေါ့ဗျာပြောရင်တော့ဟိုပြောရင်တီဇဲအစိုးရအာဏာပိုင်ကလက်ခံထားခြင်းမရှိသောစကလုံးအတုံးနှုံးတွေကိုသူအများပြားသုံးပြီးတော့မဲဆွဲ